တဲ့ရှိတဲ့စိတ်ပိုင်းတွေကျွန်တော်တို့ဦးစားပေးပြီးတော့ပြင်ဆင်ပြီးတော့ပြုပြင်ဆောင်ရွက်ခဲ့တယ်ပေါ့နော်အခုလက်ရှိဒီပေါ်နေတဲ့ လာပြီးပြန်လို့လာတစ်နှစ်လာပြီးဒါမှမဟုတ်ဆိုတော့ဂျိုင်းကိုပို့ဆိုခါတယ်ဒီရမ်းဆက်တော့စတင်ပြီးတော့ကျွန်တော်တို့ဒီဆောက်ရဲ့ foundation ပိုင်းပေါ့နော်။ဒါမှမဟုတ်ကျွန်တော်တို့ထပ်ပြီးတော်တော်များများကိုတက်မှတ်ခဲ့တယ်ပေါ့နော်။တက်မှတ်တဲ့အချိန်မှာလည်းကျွန်တော်တို့လက်ရှိဖြစ်ပေါ်နေတဲ့သဘာဝဘေးအန္တရာယ်အဖေတို့ကလူနဲ့တက်တဲ့လူအဲ့ဒါတွေကိုကျွန်တော်တို့အားလုံးဦးစီးပြီးတော့ပါဝင်မှုစိတ်ပိုင်းအနေနဲ့ကျွန်တော်တို့အားလုံး protection တက်တာပေါ့နော်။ဦးစားပြီးတော့ကျွန်တော်တို့ဆောင်ရွက်ခဲ့တယ်။ဆောင်ရွက်ခဲ့တဲ့အချိန်မှာအခုလက်ရှိကျွန်တော်တို့မန္တလေးမြို့မှာဖြစ်ပေါ်နေတဲ့ဒီတော့ဒီအန္တရာယ်ကိုကျွန်တော်တို့ဒါလေးကိုကျွန်တော်တို့အားလုံးစုပေါင်းပြီးတော့ပေါ့နော်ဌာနဆိုင်ရာသောနာတာဝန်ရှိသူလူကြီးတွေအတတ်ပညာရှင်ဤပညာရှင်များအားလုံးစုပေါင်းပြီးတော့ကျွန်တော်တို့ဒါကိုလိုကောင်းတယ်ကျွန်တော်တို့စုစုစည်းစည်းလေးပြန်ပြီးတော့လုပ်မယ်ဆိုရင်ကျွန်တော်တို့လက်ရှိဖြစ်ပေါ်နေတဲ့သိဆောင်နေတော့ဆောင်းများအားလုံးကျွန်တော်တို့လည်းသက်ဆိုင်ရာညှိနှိုင်းပြီးတော့ကျွန်တော်တို့စစ်ဆေးပေးရရှိတဲ့ဥစ္စာကိုပြန်လည်ပြီးတော့ကောင်းမွန်သွားကျွန်တော်တို့ပြန်ပြီးတော့ဆောင်ရွက်နိုင်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အနေနဲ့တင်ပြပါတယ်ပေါ့နော်ဒီကာလမှာလက်ရှိကျွန်တော်တို့ဖြစ်ပေါ်နေတဲ့ဆောင်းရဲ့ဖေးရတွေပေါ့နော်ဖေးရတွေအဓိကထားပြီးတော့ကျွန်တော်တို့စစ်ဆေးတွေ့ရှိကြရပါတော့ဒီလိုဆောင်းတွေဆိုရင်ကျွန်တော်တို့ဒီနေ့ပွဲဝါးတာတွေရှိတဲ့မင်းစတာပိုင်းမှာအများကြီးထိခိုက်မှုရှိတဲ့ဥစ္စာတွေကျွန်တော်တို့တွေ့ခဲ့တယ်ပေါ့နော်တွေ့တဲ့အချိန်မှာဒါလေးတွေကိုကျွန်တော်တို့ကလိုအပ်ချက်အရာပြင်နိုင်တဲ့အနေအထားပေါ့နော်ပြင်နိုင်တဲ့အနေအထားကိုကျွန်တော်တို့အားလုံးသက်ဆိုင်ရာဌာနအသီးသီးဖွဲ့စည်းပြီးနေရတယ်အတတ်ပညာရှင်ဤပညာရှင်ဆရာကြီးများအနေနဲ့လည်းအားလုံးပူးပေါင်းပြီးတော့ကျွန်တော်တို့ဆောင်ရွက်မယ်ဆိုတဲ့ဒီရချက်တွေကျွန်တော်တို့မှာရှိပါတယ်နော်ဒီကာလမှာကျွန်တော်တို့တောက်လျှောက်14ရက်နေ့ကနေဒီနောက်ပိုင်း14ရက်နေ့ကနေ17ရက်နေ့စစ်ခဲ့တဲ့ဝန်ကြီးအနေနဲ့ကျွန်တော်တို့အားလုံးစစ်ပြီးခဲ့တဲ့9ရက်နေ့ကနေဒီနေ့ချိန်ကြီးပေါ့နော်အားလုံးစစ်ပြီးခဲ့တဲ့အစာအုပ်တွေလည်းကျွန်တော်တို့အကျိုးဆောင်ပြီးဆိုရင်အားလုံးတက်မှတ်လို့ရတယ်ပေါ့နော်ဒါလေးကိုလည်းကျွန်တော်တို့ဒီစာလေးဒီဘေးနေရဲ့စံတိုင်းဆိုင်ရာကျွန်တော်တို့ report ကိုဒီတက်တယ်လေးလုပ်ပြီးတော့အားလုံးကိုနေနေပါတော့ကျွန်တော်တို့တင်ပြပါတယ်ပေါ့နော်တချို့ဆောင်ပြီးကြတော့လည်းပြုပြင်လို့မရဘူးပေါ့နော်ပြုပြင်လို့မရတဲ့ဆောင်ပြီးလည်းကျွန်တော်တို့ကလက်ရှိအရှင်ပေါ့နော်ပုံနာတွေကိုကျွန်တော်တို့ကောင်းမွန်တော့ညီလာကောင်းမွန်တော့ကြာညာဒါလေးကအရေးရှိတဲ့စက်သားနဲ့ကျွန်တော်တို့ကတခြားဘယ်လိုအထောက်ပြဿနာများဖြစ်မယ်เนาะဒါလေးကိုလည်းကျွန်တော်တို့နားလည်အောင်ရှင်းပြတဲ့အချိန်မှာသူတို့ကလည်းရှင်းတဲ့လက်ခံတယ်ပေါ့နော်အားလုံးရှင်းတဲ့လက်ခံပါတယ်ဒါတော့ပြုပြင်လို့မရဘူးဒီလိုဆောင်ပြီးလည်းကျွန်တော်တို့တက်တိတ်ဆောင်နေတဲ့ဆောက်ကိုစစ်ဆေးချိန်မှာစစ်ဆေးချိန်ကာလမှာဒီအားလုံးကျွန်တော်တို့တွေ့ရတယ်เนาะအဲ့ဒါလေးကိုလည်းကျွန်တော်တို့အထပ်ပြီးတော့ဒါလေးကတော့အဖြတ်သိနေဖြူစားနေတယ်အားရပဲနီးနားကြပါတော့သက်ဆိုင်ရာကျွန်တော်တို့ NCDC မိုင်းလစ်စင်တာရဲ့ကော်မတီပြီးတော့မိုင်းလစ်ရကျွန်တော်တို့ဒီသက်ဆိုင်ရာညီညာများကောင်စီအင်းပေါ့နော်ဒါလေးရှိတဲ့ဆရာကြီးဆရာမကြီးတွေနဲ့တိုင်ပင်ပြီးတော့နော်ဒါလေးဘယ်လိုလုပ်နေလဲဒါကျွန်တော်တို့ကဆိုတာသူပညာပေးနေတယ်ပေါ့နော်ကိုယ့်အကိုမလုပ်ပါဘူးဒါလေးကိုသက်ဆိုင်ရာဌာနအသီးဖွဲ့စည်းအသီးနဲ့ညှိနှိုင်းပြီးတော့နော်ဒါဆိုရင်မလိုအပ်သောပြဿနာများမဖြစ်တော့ဘူးနော်အဲ့ဒါမျိုးကျွန်တော်တို့ကအားလုံးကိုယ်စီပြီးတော့အနိဒတ်ပူပေါင်းအဲ့လိုကျွန်တော်တို့ဆောင်ရွက်ခဲ့တယ်တချို့အင်ရှင်တွေနဲ့ဖြစ်သွားတဲ့အချိန်တွေတချို့တွေဆိုရင်ကျွန်တော်တို့ဘယ်လိုခေါ်မလဲဒီအရင်ကတော့ဆောင်းသွားကြီးကဒါပြီးသူတို့မှမနေရကြဘူးမနေရကြတဲ့အချိန်မှာတောက်လျှောက်ကျွန်တော်ကိုသက်ဆိုင်ရတဲ့ကျွန်တော်ဖုန်းနံပါတ်ကြီးပေးတော့သူလာဆက်သွယ်လာတဲ့ကျွန်တော်လည်းကအပြင်မှာထိုင်ပြီးတော့ကျွန်တော်ဆင်းပါတယ်လားနော်ကိုယ်စင်းပြီးတော့အနိဒတ်ကျွန်တော်ဆင်းပါတယ်ဒါလေးကိုကျွန်တော်တို့ကဒါတော့တက်မှတ်လို့ရတယ်ကကျွန်တော်တို့စစ်ဆေးရဆောက်ပြန်တယ်တက်မှတ်ရတာတတ်မှတ်ချက်ရသူကထိုင်မှာဆိုတာတန်းငယ်မှုအပြည့်အဝရှိတယ်နေမှာဘာမှမဖြစ်ပါဘူးသူတို့အနေနဲ့လည်းစိတ်ကြမှုကိုအားလုံးဖြစ်ကြတာပေါ့ဗျာအဲဒီပုံစံမျိုးကျွန်တော်တို့အခုလက်ရှိတွားနေပါတယ်နောက်ပြောခြင်းပေးတယ်ဆရာ
ရာတွေနောက်ပါပြောနေတယ် ပြောကြပြီးတော့ဆရာ presentation ကစတယ် အဲ့ဒါ 他这个表面， ပုံလေးကိုကျွန်တော်ဒါဒီမှာဟုတ်တယ်ဒါကတော့အခုလက်ရှိမြင်ရတာတော့ကျွန်တော်တို့တာငွေရုပ်နဲ့မိသားစုရပ်ွယ်အမှတ်830ခုသမာဓိလမ်း6 story ပေါ့ RCC building သူကသုံးလုံးပဲဆောင်းတဲ့ဘက်ကိုနောက်ဘက်ကိုလေးလည်းမကွယ်ဆောင်းတယ်ဒါကတော့2000ခုနှစ်ပေါ့နော်ကျွန်တော်တို့ရဲ့ဆရာကြီးပေါ့ဗျာဆရာကြီးဦးလေးပေါ့နော်ဒါသူကနေပြီးတော့ဒါစပြီးတော့ဒီလုပ်ငန်းစဉ်ကိုဒါနည်းပညာလေးတွေရှိကြတယ်အားလုံးဒီဆရာကြီးတွေကအရန်ဂုဏ်ယူစရာကောင်းတဲ့ဆရာကြီးပေါ့ဗျာဒါသူတို့ကဒီနည်းပညာလေးကိုစပြီးတော့အုံးပြချခဲ့တယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့အဲ့ချိန်မှာဂျန်ပြီးချိန်ကာလက3လလောက်ဖြစ်သွားတယ်နော် isolated foundation ပေါ့နော်3လလောက်ဖြစ်တော့တဲ့အချိန်မှာကောင်းမွန်လေးကျွန်တော်တို့ဒီဆောက်ဖို့လည်းတိုက်နိုင်မှုပြင်အောင်ကောင်းမွန်လေးအားလုံးဆရာကြီးတွေကစီမံပြီးတော့အကုန်လုံးဆောင်ရွက်ခဲ့တယ်ဆောင်ရွက်ခဲ့တဲ့အချိန်မှာအားလုံးကောင်းမွန်စွာဖြစ်သွားတယ်ဒီနေ့ချိန်ကြီးပေါ့ဗျာအခု2025နေရင်ကာလဖြစ်တဲ့အချိန်ချင်းညောင်များစွာဖြစ်တဲ့ဒီဆောက်ဖို့ကြီးကျွန်တော်တို့ထပ်ပြီးတော့ထပ်တာအရင်ဆရာကြီးတွေလုပ်ခဲ့တဲ့ဆောက်ဖို့ကြီးနီးတိုင်းနေဒါတွေကိုကျွန်တော်တို့ကလူနာယူပြီးတော့တန်ပြီးတော့စစ်ဆေးခဲ့တယ်ဗျာမလာခင်မှာလည်းတစ်ခေါက်ကျွန်တော်ရောက်တယ်ဗျာအဲဒီတန်းကိုလေဒီတိုင်းပဲဗျာခိုင်မာစွာရက်တည်နေတဲ့ဆောက်ဖို့ပေါ့နော်အဲ့ဒါနေပြီးတော့ကျွန်တော်တို့2003ခုနှစ်ပေါ့နော်ဘာဘုံမင်းအောင်ပြီနော်ဘုံမင်းအောင်ပြီဆွေးနွေးများမှရှိပါတယ်ဗျာဒါလေးကိုလည်းဆရာကြီးတွေကအားလုံးဦးစီးပြီးတော့ပေါ့နော်ကြည့်ကြပြီးတော့ဆရာကြီးတွေ comment ပေါ်မှာကျွန်တော်တို့ကအားလုံးကောင်းမွန်စွာဆောင်ရွက်ခဲ့ဒါရှင်းကြည့်ပေါ့နော်ဟိုဘယ်လိုခေါ်လဲဒီ foundation ရဲ့ပတ်သက်တဲ့ဟိုက RC foundation ပေါ့နော် old foundation ပေါ့နော်ဟို building work နဲ့တို့လောက်တာ building wall တွေအောက်မှာစီရတယ်ဒါလေးကလည်းအောင်မြင်စွာကျွန်တော်တို့ပြီးခဲ့တယ်ပေါ့နော်ပြီးခဲ့တဲ့အချိန်မှာနောက်2003ခုနှစ်ပဲ2003ခုနှစ်မှာကျွန်တော်တို့ဘူတာယုံလာရှင်းလန်းတော့တမိုင်းအဲ့မှာကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့တက်မတ်စဉ်ကာလမှာဗျဒါ YCDC ပေါ့နော်ဟိုတော့ YCDC ရန်ကုန်မြို့စီမံတာယာရေးပုံပြရတယ်လို့ကြီးချက်ပြီးတော့ကျွန်တော်တို့လုပ်ခဲ့တယ်ဆိုတော့တော်တော်များတယ်ဗျအဲ့ဆောင်းတာလေသူကဘေးလဲဆောင်းတယ်နောက်ကိုလည်းဆောင်းဟိုနောက်ကိုလည်းထိုင်သွားတာပေါ့နော်ထိုင်သွားတယ်ဆိုတော့သူ့နောက်မှကြည့်ရတော့ကျွန်တော်တို့ချောင်းရှိတဲ့နေ့တွေရှိတယ်ပေါ့နော်ဆိုတော့အဲ့ဆောင်းတက်မတ်စဉ်ကာလအခက်အခဲတော်တော်လေးကြုံခဲ့တယ်ကြုံခဲ့တယ်ဆိုတော့ဟိုတော့တို့ခါလဲကျွန်တော်တို့စာစာရင်းနဲ့အခက်အခဲမျိုးစုံပေါ့ပြီးတော့တောင်းပဲပေါ်လာတက်ကြနေတာပေါ့နော်တောင်းလုံးကြနေတယ်ကြားနေတဲ့အချိန်မှာကျွန်တော်တို့ဒီလုပ်ငန်းတွေရအားလုံးစော်ပါနေပါပြီကျွန်တော်တို့မြောင်းပိုင်းပိုင်းလေးဝတ်တွေအကုန်လုံးပတ်သက်လုပ်တယ်အဲ့ဒါဒီနေ့ကကျွန်တော်တို့ foundation project ကိုမြည်ကြီးတွေကျွန်တော်တို့တူးကြတယ်တူးတဲ့အချိန်မှာကျွန်တော်စော်ပါရီတောင်းပြီးသွားပြီဗျ complete စော်ပါရီတောင်းတဲ့အချိန်မှာအားလုံးပြီးသွားပြီ isolate တူမှာလည်းရှိဖို့ပြီးတယ်ပြီးသွားပြီပြီးတဲ့အချိန်မှာကျွန်တော်တို့ဒီစောက်ကိုပြန်လဲပြီးတော့တက်မှတ်ရကျွန်တော်တို့ကစီးနေနေပြီတက်မှတ်တယ်ကျွန်တော်တို့အဲ့တော့ water jet တွေဆိုရဲ pressure jet တွေကျွန်တော်တို့ထိုးရတယ် counter load တွေနေရတယ်အဲ့တင်နေတဲ့အချိန်မှာ2003ခုနှစ်မှာဆူနာမီငလျင်ထုတ်ပါတယ်နော်ဆူနာမီငလျင်ထုတ်ပါတယ်ထုတ်တဲ့အချိန်မှာလည်းတော်တော်ကြီးကြီးမားမားလည်းထုတ်ခဲ့ပါတယ်အဲ့ဒီတော့နော်တော်တော်ကြီးကြီးမားမားထုတ်ခဲ့တဲ့အချိန်မှာသက်ဆိုင်ရာကျွန်တော်တို့ဌာနမှုများဒါမှမဟုတ်လို့စီမံတိုင်းပုံပြရဖို့ထိုင်နိုင်မှုအဲ့ဒါမျိုးတော်ဝင်နေစာရည်တွေတော့တန်းပြီးတော့ဆက်သွယ်တဲ့အချိန်မှာတို့အဖွဲ့အစည်းအားလုံးပြည်ပြလာပြီးတော့ဒီဆောင်မှုလေးတွေကိုလာပြီးတော့ဘာများဖြစ်နေလဲဆိုပြီးတော့လာပြီးတော့လေ့လာခဲ့တဲ့အချိန်မှာကျွန်တော်တို့ကလည်းဆောင်ရွက်စီမံလာမှာဆရာတွေနဲ့အကုန်လုံးအားလုံးပူးပေါင်းပြီးတော့ကျွန်တော်တို့ရဲ့အခြေအနေရောက်ခဲ့တယ်ပေါ့လားရောက်ခဲ့တော့စီရင်ဖွဲ့စည်းရောကျွန်တော်တို့ဖွဲ့စည်းရောဆောင်ရွက်ပြီးရင်လက်ရှိတက်မှနေစဉ်ကာလမှာကြီးကြီးမားမားလုပ်ပါဆူနာမီလည်းတော်တော်လေးကြီးပါတယ်တိုက်ခိုက်မှုပါလေဆိုတော့ကြည့်လိုက်တဲ့အချိန်မှာဒီဆောင်ကဘာမှပစ္စည်းယူရင်းလေးဘာမှမရှိဘူးကြိုးစားလေးဘာမှမရှိခဲ့ဘူးငကုံမနာတိုင်းပဲသူ့မှာရက်တည်နေတယ်ရက်တည်နေတဲ့အချိန်မှာလည်းတော်တော်ကိုအန်ဒီရများတဲ့အချိန်ကဘာလို့အန်ဒီရများလဲဆိုရင်ချုပ်တဲ့အဆောင်တစ်ခုလုံးကိုကျွန်တော်တို့က foundation ပေါ်မှာရှိတဲ့မြေသားအားလုံးကိုကျွန်တော်တို့ကဖယ်ပြီးသွားပြီးကောင်တာလိုတွေနဲ့တင်ထားတယ်အောက်မှာကပ်တိုင်းလေးထားရတယ်ပြန်နဲ့တက်မနေတဲ့ကာလမှာဆူနာမီတိုင်းထုတ်တာထုတ်တဲ့အချိန်မှာသူ့ဘေးမှာတုံးတဲ့ဆောင်လေးရှိတယ်တစ်ဖက်ဘက်မှာကျတော့ဘာမှမရှိဘူးနော်လမ်းပဲရှိတယ်ဆိုတော့ဆရာကြီးကလည်းသက်ဆိုင်ရာအရောက်ဝင်လာတယ်ဒီနည်းပညာတွေကိုဆရာကြီးထားခဲ့တဲ့နည်းပညာတွေအရင်စစ်ပြီးဖြစ်တဲ့ကြောင့်
ဆိုတာကသူတို့အကြံဉာဏ်လေးတွေလည်းကျွန်တော်တို့တောင်းတာပါပေါ့ဗျာကျွန်တော်တို့ကလည်းဆရာလေးဆရာအကြံဉာဏ်လေးတွေကျွန်တော်တို့ပေါင်းဖို့တော့အကြံဉာဏ်ပေါ့နော်ဒါကျွန်တော်တို့ကတော့ဒီလိုလုပ်ခဲ့ဒါလေးကလေးတော့ဒီလိုဖြစ်သွားပြီအဲဒီကောင်းမှုကရတဲ့ကျွန်တော်တို့ရမယ်ဆိုတော့အဲ့တော့အားလုံးရန်ကုန်မြို့တော်စီမံတိုင်းပုံပြန်နေပြီးတော့သူတို့မြို့တော်ဂျာနယ်ဆိုတာရှိတယ်ဗျာအဲ့ပေါ်လေမြို့နယ်ဂျာနယ်ထဲမှာလည်းပါလေဒါလေးကိုကျွန်တော်တို့ရန်ကုန်မြို့တော်စီမံတိုင်းပုံပြန်နေပြီးတော့ပေါ့နော်ဒါလေးကိုကြည့်မှတ်ကြက်မှတ်ပြီးတော့ကျွန်တော်တို့ဒီအစာအုပ်ကိုတက်မှတ်စဉ်ကာလမှာဆူနာမီတိုင်းတိုက်ခဲ့တယ်ဒါပြီးကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့နေရာများအားလုံးကဒီဆူနာမီတိုင်းတော့ဆိုတော့ကျွန်တော်တို့ဘာမှမမှုပါဘူးဆိုတဲ့ channel လေးရှိပါတယ်ပြပိုင်းလေးနဲ့ကျွန်တော်လည်းသိမ်းပါပါတယ်ဒီပြပိုင်းလေးကိုအဲ့ဒါမျိုးဒါတော့ကျွန်တော်တို့2003ခုနှစ်ပေါ့နော်ပြီးတော့2004ခုနှစ်ကျတော့လည်း IAA ကနေတက်ပုံလာတယ်နော်ပြီးတော့နောက်တစ်ခုက cosmic ဆိုရင်ဒါကျွန်တော်တို့ဘင်းအောင်လာမိုင်းပေါ့ဘင်းအောင်လာမိုင်းမှာ cosmic ဒီနေ့ TD ပဲအဲ့လိုပဲစောက်ပဲဆိုတော့အစင်းချင်းကျွန်တော်တို့လုံလာခဲ့တယ်ပေါ့ဗျာဒီအစာအုပ်တွေပေါ်လုံးခုနှစ်ထပ်ရှစ်ထပ်စာမီယာတွေအဲ့ဒီအစာအုပ်တွေပေါ်လုံး2009 2008ကျော်ပြအောင် ရတယ်ကျွန်တော်GPS ဒါလေးနေ GPS number ဟုတ်တယ်လေ ဒါနံပါတ်18ဆိုရင်ကျွန်တော်တို့ GPS ဥက္ကရာ သုံးဘက်ကကန်ကြားလို့ပါရှင် နော်ဥက္ကရာသာကုမ္ပဏီလေးနဲ့ပရိဒါနာနဲ့ကာနာနာတော့ပေါ့ဗျာဒါကျွန်တော်တို့2015မှာကျွန်တော်တို့စတင်ဆောင်ရွက်ခဲ့စတင်ဆောင်ရွက်ချိန်မှာ drawing ကိုကျွန်တော်တို့မနာကြည့်လိုက်တယ်ဗျာ drawing ကြည့်လိုက်တဲ့အချိန်မှာသူ့ foundation state coding တွေနဲ့ by foundation ဖြစ်နေတယ်နော် by foundation ကိုလုပ်ထားတယ် by foundation ကိုလည်းကျွန်တော်တို့က drawing ထဲမှာလည်းပြည့်စုံပါကျွန်တော်တို့ရှိတယ်လို့ပေါ့ဗျာအဲ့တော့ necessity ဆိုတော့ by foundation ကိုလက်ရှိသူတို့ရဲ့ဒီကုသနာပုံမြင်နေနေတာပေါ့ကျွန်တော်တို့နေစားနေတာဒါ by foundation ကဘယ်လိုလိုက်ထားတာလဲဆိုတော့သူကဆရာရဲ့ရှစ်ပတ်တယ်ပေါ့နော်ရှစ်ပတ်တယ် complete ပိုင်ကိုသူတို့လက်နေရတယ်ဘယ်လောက်ရှိလဲဆို10ပြည်လောက်ရှိတယ်10ပြည်လောက်ရှိတယ်ပေါ့နော်ပိုင်လေး group ပိုင်လေးကိုရိုက်ထားတယ် inline နဲ့ inline ပုံစံမျိုးကိုလုပ်ထားတယ်လုပ်ထားတဲ့အချိန်မှာပေါင်းပြီးကျွန်တော်တို့တဲ့နေဒီဆောင်ဦးတဲ့တဲ့အချိန်မှာကျွန်တော်တို့မက်ကပါတယ်ဆိုတော့ဆရာကြီးကလည်းဒါဟိုဟာဖြစ်တယ်ကျွန်တော်တို့ပိုင်ကိုကျွန်တော်တို့ဖြတ်မယ်ပိုင် foundation ကိုကျွန်တော်တို့ဖြတ်ကြမယ်ပြန်မယ်ပိုင် foundation ဖြစ်တဲ့တော့အတက်မစင်လာမှာကျွန်တော်တို့ဒီပိုင် foundation ကိုဖြတ်မယ် software တွေလောင်းကြမယ်ပြီးမှပိုင် back ကိုကျွန်တော်တို့တင်မယ်တင်တဲ့အချိန်မှာကျွန်တော်တို့ကလည်းဒီချက်စီရီယာတွေနဲ့တိုင်နေတာပေါ့နော်တိုင်နေလို့ဘယ်လိုတိုင်နေလဲဆိုတော့ဆရာ ပိုင် foundation ရရတာနဲ့ဂိုင်းထားတဲ့လက်ခံပိုင် foundation ရိုက်ထားတဲ့စာဝါးတွေကျွန်တော်တို့ပြန်ပြတ်မှတ်တဲ့အချိန်မှာပိုင် foundation ကိုကျွန်တော်တို့ဘိုင်းလို့မဖြတ်ဖက်နဲ့တဲ့လို့မရဘူးအဲ့ဒီပညာကိုကျွန်တော်တို့စတဲ့ချိန်ကျွန်တော်တို့ဘက်ကနေကျွန်တော်ကအားလေးကိုပုံမှန်လေးကျွန်တော်တက်နေတယ်လေဆရာလေးတော့ကောင်းပြီအဲ့ဒါဆိုရင်တို့တွေဘယ်လိုလုပ်ကြမလဲကောင်းပြီရတယ်ဆရာကျွန်တော်တို့ software တွေလောက်နဲ့ ပိုင် foundation ကဒီတိုင်းဒီမှာထုတ်လာတဲ့နေရာမှာရှိပတ်လည်းငါးလုံးပူတိုက်ထားတယ်ဗျငါးလုံးဆိုရင်တစ်လုံးကိုဘယ်လောက်ရှိလဲဆိုတော့စက်လို့စင်တာနှပ်ပြီးနော်သူ့ဖိသူလောက်ထားတယ်လောက်ထားတဲ့အချိန်မှာဒါလေးကိုကျွန်တော်တို့က software ပိုင်းအားလုံးမောင်းပြီးသွားပြီပေါင်းပြပြီး complete product ကိုထောက်ပြီးသွားပြီထောက်တဲ့အချိန်မှာကောင်းပြီဒီပိုင်ကိုကျွန်တော်တို့ကမလုပ်ရဘူးဆိုတော့ညနေတင်အပြင်ဘက်ကကျွန်တော်တို့ပြန်လဲတက်မဲ့ပဲမှာလမ်းဖြစ်နေတဲ့ဘက်ကကျွန်တော်တို့အဲ့ဘက်ကနေကျွန်တော်တို့လုပ်လို့ရတယ်။မြောက်ပိုင်းနဲ့ကြိုက်ထားတယ်။ပိုင်းလေးဘက်ကလည်းလုပ်ထားတဲ့ဘက်ကရဲရဲတင်းတင်းကျွန်တော်တို့စင်းနဲ့ရဲရဲတင်းတင်းထူးတယ်။ထူးတော့ဒီပိုင်းရဲ့ပုံလေးနဲ့မျက်နှာပြင်သုံးဘက်ကိုကျွန်တော်ကဆိုတာက10မီလီတန်တော့နော်10မီလီတန်နဲ့ short နဲ့ဒီကိစ္စကိုကျွန်တော်လုပ်လိုက်တာ။ပိုင်းပေါ့နော်။ကျွန်တော်တို့ပြောတဲ့ချင်း10ပြီရှိတယ်။ရှိပတ်တဲ့10ပြီ။ ပုံရိပ်ပိုင်းကိုလက်နဲ့ရိုက်ထားတယ်။တော့ထားမှလည်းရိုက်ထားတယ်။ဒါပြီးတကယ်တမ်းကျွန်တော်စားရတဲ့အချိန်မှာဘယ်လောက်ရှိလဲဆိုတော့42ပေရှိတယ်။ပိုင်းရလေ42ပေရှိတယ်။ဒီကျွန်တော်တို့ MS-ROT ပြည်လေးစကားကလုံးအဆုံးပါတယ်။ဆိုတော့သူတို့ပြန်ပြောရတာပေါ့။ကျွန်တော်တို့ပြောတဲ့အချိန်ကဆိုတာက10ပေပဲရှိတယ်။
အခုကျွန်တော်တကယ်လို့လေကျွန်တော်တို့ကထိတွေ့မှုရှိတယ်ဒီ MS1 နဲ့ကျွန်တော်ဒီလေးကြောက်လို့ပါဒီနေ့တင်သုံးဘက်ပေါ်တဲ့ညောင်ဆိုဒီလေးကြောက်လို့မဖြတ်နိုင်တဲ့ပိုင်းဆိုတော့အားရကျွန်တော်တို့လုပ်တဲ့ချိန်ကမသိတယ်ဘာမှမဟုတ်ဘူးဗျာဟိုသူတို့ရဲ့လိုအပ်ချက်ပေါ့နော်ဒီကနေ့ပြီးအောင် press line နဲ့ပြီးတာလေးစားနေပြီးတာဆိုတော့အဲ့ဒီဆောင်ကလည်းအဲ့လိုပဲကတော်တော်လေးလုံးယူသွားတာပေါ့ဗျာဆိုတော့ fine foundation ကိုလည်းကျွန်တော်တို့အောင်မြင်မြင်ဆရာကြီးရဲ့အကြံဉာဏ်တွေယူလဲလိုအပ်တဲ့ဟာတွေကျွန်တော်တို့လုပ်ခဲ့တယ်ပေါ့နော်ဆိုတော့ဒါလည်းအောင်မြင်ပဲကျွန်တော်တို့တက်မှတ်ခဲ့တယ်ဒါလည်းသူကငုံမြင့်ဘယ်တော့ပေါ်လဲဆိုတော့ปี90လောက်ပဲပေါ်တယ်ဒါမြင့်တက်လာတယ်ဆိုရင်ကျွန်တော်တို့စာအုပ်ထဲမှာအကုန်လုံးရေးနေနေတာဒီအထက်ကမှကျွန်တော်တို့ချိန်ပြီးတော့လုပ်နေရတာအဲ့လိုခက်ခဲလေးတွေရှိတယ်ဆိုတော့အဲ့ဒါလည်းကျွန်တော်တို့အောင်မြင်နေတယ်ကျွန်တော်တို့လုပ်လာခဲ့ပြီးသွားပြီဆိုတော့ယနေ့ချိန်ကြီးလည်းဒီဟာလည်းဆောင်းလာနေလုပ်တယ်လည်းကျွန်တော်ဖုန်းနဲ့ဆက်ခင်းနေတာကိုအားလုံးကျွန်တော်တို့ဖုန်းဆက်သွယ်ရှိတယ်ပြီးတော့ကျွန်တော်တို့လုပ်ခဲ့တဲ့မှတ်တမ်းလေးတွေအခုချိန်ကြီးကျွန်တော်တို့တတ်မှတ်စဉ်ကာလမတတ်မှတ်ပြီးကတတ်မှတ်ပြီးက ICTC license စာပြန်အင်ဂျင်နီယာရဲ့ဆောင်းလာ report တွေကျွန်တော်အကုန်လုံးသိလာတယ်အင်ဂျင်နီယာသိတာစီလုံးနဲ့ပေးတာကျွန်တော်ရံမှာအဲ့လိုပုံစံတော့ဆိုတော့အချိန်ကြီးကျွန်တော်တို့နှာဆက်သွယ်တယ်သူကလည်းဝင်လာတာပေါ့ဝင်လာတယ်ဆိုတော့အားဒါကြီးပြန်ပြီးတော့ကောင်းမွန်ဖြစ်သွားတယ်လားပိုင်လည်းမဖြစ်အောင်ဆိုတော့အဲ့လိုပိုင် foundation နဲ့ကျွန်တော်တို့လုပ်လာခဲ့တယ်ဒါတူမိတာဒါအမချာ ဒါပဲစင်းရတာ တောင်းနေတာအဲ့ကောင်းစားဒါတော့ကျွန်တော်တို့25ပေါ့နော်အမှတ်25ဒီမင်္ဂလာလားတောင်လုံးပြန်ရက်ွက်ပစုံအောင်မျိုးနဲ့ငါးတက်ခွဲကဆောက်ဦးရပြလားငါးတက်ခွဲမှာအခုလက်ရှိ2025မှာငရင်3ချိန်မှာကျွန်တော်တည့်ခဲ့တဲ့ဆောက်ဦးပေါ့နော်ငရင်3ချိန်မှာနှလုံးအခုကျွန်တော်တည့်နေတယ်အားလုံး3လုံးရှိတာပေါ့နော်ကြောက်သားမှာရေသိရှိသေးတယ်ရှေးဟောင်းရေသိကြီးပေါ့နော်လက်ရှိလည်းလုံးဆိုတော့ဒီအမှတ်ဒီမင်္ဂလာလားတောင်လုံးရဲ့ရက်ွက်ပစုံအောင်မျိုးနဲ့အာစီဆောက်ဦးဆိုရင်ဒါသူတို့ကဆောက်လို့ရင်းကုမ္ပဏီတခုဒီထောင်လာတယ်ပေါ့နော်အဲ့မှာကျွန်တော်တို့တည့်ပြီးဒီဆောက်ဦးကိုစပြီးတော့ကျွန်တော်တို့တိုင်းတဲ့အချိန်မှာသူတို့စာပြီးဟိုကျွန်တော်တို့ဒီစာပြီး report ကဘယ်လောက်ပေးရတယ်ဆိုတော့သူတို့ဖတ်တာက6လောက်ရှိတယ်6လောက်ရှိတယ်ဆိုတော့ကျွန်တော်စပြီးတော့စစ်ဆေးရအောင်ဗျာကျွန်တော်ပြန်ပြီးတော့စာပြီးဝင်တဲ့အချိန်မှာအနည်းဆုံး8လောက်ရှိမယ်လို့ကျွန်တော်သုံးသပ်ထားတယ်သုံးသပ်ထားတဲ့အချိန်မှာစွိုင်းကလည်းဘယ်လောက်ပြတာလဲဆို0.9လောက်ပြတာလေဗျာစွိုင်းရတယ်စွိုင်းဖို့လည်းကျွန်တော်ရှိပါတယ်0.9လောက်ပြတာလေဒီဘက်ပိုင်းဖြစ်နေတော့ဆိုဒီစွိုင်းနဲ့brain capacity ကဘယ်လိုမှ0.9မဖြစ်နိုင်ဘူးဆိုတော့ထားပါဒါဘယ်လိုကိစ္စပဲဖြစ်ဖြစ်ကျွန်တော်တို့လုံငန်းစာတွေဆောင်ရွက်ပြီးဆောင်ရွက်တဲ့အချိန်မှာဒီလိုပိုင်လုံငန်းတွေကျွန်တော်တို့ရိုက်ကြတာပေါ့ဗျာပိုင်လုံငန်းရိုက်တဲ့အချိန်မှာကျွန်တော်တို့ပိုင်ကိုစိုက်ရတယ်ရိုက်တဲ့အချိန်မှာစွိုင်းနဲ့သူတို့သတ်မှတ်ထားတဲ့6ပေခွဲလောက်သူတို့ foundation တက်ကိုသူပူလာတယ်6ပေခွဲပြတာလေဒီစွိုင်း report မှာလည်း6ပေခွဲကိုပြတာလေဒါပြီးဒီကနေ့ကျွန်တော်ရိုက်တဲ့ရိုက်ပေါ့6ပေခွဲမှာရှိတဲ့စွိုင်းရဲ့result ဒီ0.4 minus တာ minus တာတဲ့ဘက်ကကျွန်တော်ဒါတစ်ချက်ကျွန်တော်ပြန်စဉ်းစားတာပြီးတော့ဆောင်းတာလောင်းစင်ကာလာမှာဘယ်လိုလောင်းစင်ကာလာလဲဆိုတော့ဒီနောက်ပိုင်းကပုံမိုင်းပုံတွေလုပ်တယ်ပုံမိုင်းပုံတွေလုပ်တဲ့အချိန်မှာမိရေအတက်အကျရှိတဲ့အချိန်မှာ foundation လောင်းတဲ့အချိန်မှာ non အနေနဲ့တွေကြာခဲ့တယ် foundation အောင်တယ် non အနေနဲ့တွေကြာခဲ့တယ်ပြီးတော့ CJ လိုတင်ရတဲ့အပေါ်နောက်ကမှပုံများတဲ့အချိန်မှာကျွန်တော်တို့ချိန်ချတယ်ချိန်ပြီးချတယ်ချိန်ပြီးဟိုးတက်ကနေချလိုက်တဲ့အချိန်မှာလက်ရှိရှိတာ9လမှရှိတယ်ချိန်ပြီးချလိုက်တော့ချိန်ချတယ်ဒါပေမဲ့ဘေးလင်းကမိုးပြင်အများကြီးရှိနေတာလှုပ်ရှားနေတယ်ကျွန်တော်တို့တက်မှစင်ကားလာမှာပိုင်ရဲတဲ့ကားလာမှာလည်းတုံနေတယ်တုံနေတဲ့အချိန်မှာဘယ်တော့ပြီးတော့ပါတယ်ဆိုရင်နှလားမတော့တက်စင်းနေတာနှလားမတော့စင်းသွားဆိုတော့ဘယ်လောက်ဖြစ်သွားလဲဆိုတော့9လမှတော့ဖြစ်သွား9လမှလုံးဝဖြစ်သွား9လမှဖြစ်သွားတဲ့အချိန်မှာကျွန်တော်တို့အင်ရှင်တွေနဲ့လည်းစိုးရိမ်နေကြတာပေါ့နော်အဲ့လည်းမြင်တယ်တောင်းတဲ့လုံးလည်းဖြစ်တယ်ဘေးမှာလည်းချောင်းတွေမြစ်တွေရှိတယ်စိုးရိမ်တွေတို့မှများတယ်ဒါတွေကြောင့်မဟုတ်အကောင်းတယ်ကောင်းတော့လည်းမှန်တယ်အဲ့ဒီအစာအုပ်ကိုလည်းကျွန်တော်တို့ကဘယ်လိုကောင်းလဲဒီဆိုင်ကတော့မကောင်းဘူးမကောင်းတဲ့အချိန်မှာနောက်ကိုထိုင်သွားတယ်ဘေးဘက်တွေမှမဖြစ်ဘူးဒါကိုကျွန်တော်တို့ကစော်မိုင်းတွေကိုစလောင်းလိုက်တယ်ဒါနဲ့နောက်ကထိုင်တဲ့အချိန်မှာစော်ပါကိုကျွန်တော်တို့ပိတ်ပြီးတော့လောင်းတာလောင်းတယ်ကျွန်တော်တို့ရှိလို့ချသူကတော့ဘေးမို့ပြတော့နောက်ကိုထိုင်မှာရှေ့မှာနောက်ကိုထိုင်မှာအဲ့လိုရှေ့မှာနောက်ကိုထိုင်တဲ့အစာအုပ်ကြီးကတော်တော်များများပြိထားကျွန်တော်တို့ဒီစာအုပ်တက်တဲ့အချိန်မှာပါလေတော်တော်များများကိုပြိထားဘာလို့ပြိထားလဲသူစတန်ကြီးတော့စတန်ကြီးကတော့
အခါမသိရင်ပြချမှုမှားရင်ကျွန်တော်တို့ဒီနေဒီကျိုးတဲ့ဒီအရေးတွေကိုကျွန်တော်တို့အပေးစားတွက်ချက်ပြီးတော့စောပါရီနောက်လာတဲ့စင်းတွေကျွန်တော်တို့ပြန်ခဲ့ပြီပြန်ခဲ့တဲ့အချိန်မှာဒုတိယအချိန်တုတ်ခဲ့တဲ့နေတုတ်5.6 လား4လားမသိဘူး5တော့တုတ်တဲ့အချိန်မှာဒီကျွန်တော်တို့စောပါလောင်းနေပြီကျွန်တော်ကလေးတွေကကြည့်လိုက်တော့အကုန်လုံးကျွန်တော်စေးပါကြရအောင်ပေါ်လင်းချင်းအောက်မှာရောက်နေကျွန်တော်တို့တူးနေပြီပေါ့ဗျာဒီအောက်သားမှာတူးနေသူတို့ကလည်းနေကြီးပြောတယ်ဆိုပြီးတော့ဘာလို့လဲဆိုတော့ဘာကိုနဲ့ပိုင်ပြီးရတယ်စောပါအောင်ဟိုဘာလို့နဲ့ပိုင်ပြီးဒါပေမဲ့လူကြီးနဲ့ point level ကိုကျွန်တော်တို့မရဘူးပေါ့ဗျာတကယ်ပေါ်လာတကယ်ခါမင်းနေရတကယ်ကူဝအောင်တကယ်ခါမင်းနေရခုမှမရောက်ခဲ့ပြီးတော့ပြီးလိုက်တာပဲဆိုတော့အဲ့ဒါကြီးကျွန်တော်တို့ဘုံဖြတ်ထုတ်တဲ့ချိန်မှာ5.5လောက်လုပ်တယ်အဲဒီလက်ရှိဆောင်တဲ့ဒီတိုင်းပဲပြည်ရင်းနေကျွန်တော်တွေ့လိုက်တယ်ကောင်တာလူကြီးကိုကျွန်တော်တို့ဘယ်လိုတင်ရမလဲအဆုံးလုံးလို့ပြဿနာပြီးတော့ကောင်တာလူကြီးနဲ့တဲတည်နေရတယ်ကောင်တာလူကြီးကိုတင်တဲ့ချိန်မှာဒီတက်မှာပဲကျွန်တော်တင်တာအသိတော်ဆုံးဖြစ်တယ်အဲလိုလဲဆိုတော့ကိုသူတို့မူလဒီအစာအုပ်တွေစလပ်တွေပေါ်လာနေစပြီးတော့လောင်းတဲ့အချိန်မှာကျွန်တော်တို့ဒီ AG ပုံပြပေါ်ပြတို့လာတဲ့အချိန်မှာကျွန်တော်တို့နိုင်ငံရဲ့ယာတိလူစာညာဖြင့်အပူချိန်ပြီးတော့ဆောင်းလာကဒီပေါ်မှာစမှတ်တဲ့အချိန်ကာလကြာမြင့်မှုပေါ့နော်ရလိုင်းလေးတွေပေါ်တယ်စတင်စစ်ဆေးတဲ့အချိန်မှာရလိုင်းလေးတွေပေါ်တယ် secondary beam နဲ့ main beam သက်သာမှာရလိုင်းလေးတွေပေါ်တယ်ဒါတော့ဘာတော့ပြဿနာမရှိတော့ဒါတော့သူဆောင်းလာကဒီပုံပြလောင်းတဲ့သူ့ရဲ့လိုအပ်ချက်ပေါ့နော်ဒါကကေကောင်းပြီးကျွန်တော်တို့တဲ့တယ်စင်ကာလာမှာပြီးသွားပြီကျွန်တော်ဘိုးလုံးပြီးသွားပြီတဲလက်ကမှပြီးသွားပြီဒါပြီးပြီသူတို့တွေကဆောင်းလာကလက်ရှိပုံပြီးအနေနဲ့ကတစ်ဖက်မှာသူကလည်းမှားရမ်းထားတယ်ပေါ့ဒါလေးကိုတို့နေတာ finishing work လေးတွေလုပ်နေတယ်ကျွန်တော်တို့သူတို့ကဝါတိုက်ဆိုင်လည်းဒီလိုတို့တွေပါဘုံတိုက်ရ level ရပုံပေါင်းနေခဏလေးဆောင်းပါအောင်ခဏလေးဆောင်းပါအောင်ဆိုတော့လောက်တော့7ရက်ကြာပါတယ်ခဏလေးသူတို့ဆောင်းလိုက်ဆောင်းတဲ့ချိန်မှာ7ရက်ကြာပါတယ်7ရက်ကြာတဲ့နေ့မှာထီးထီးရောက်ပဲဒီနေ့ရင်းထုတ်ပါဗျာအဲ့ဒီက profile decision ချမယ်လေအကုန်လုံးဖတ်သွားရတယ်သူပုံပြီးဝင်လာနေသက်ဆိုင်ရာသူစာရင်းရည်ညာလေးအဲ့ဒီကျွန်တော်နဲ့အချိန်ကြီးကပိတ်မှကျွန်တော်ရတော့ပါမပိတ်တော့မရပါဘူးချက်ချင်းပိတ်မှရမှာကျွန်တော်လုပ်မှန်းတယ်အဲ့မှာသူဖတ်သွားရတယ်တိုင်းနေအကိုရနိုင်ဒီနေ့ကျွန်တော်တို့အကြောင်းပြန်ပေးမယ်အောင်ဒီစားဖတ်သွားရတဲ့အချိန်မှာကျွန်တော်လက်ရှိ site မှာရှိနေတဲ့ကျွန်တော်ဒီစေဝါကန်နဲ့အတူရှိနေတယ်ပေါ့ရှိနေတဲ့အချိန်မှာငလင်းစားလုပ်ပါတယ်လုပ်တဲ့အချိန်မှာတော်တော်ကိုအန္တရာယ်များတဲ့ကိစ္စပဲဒီလုံးဝလေလုံးဝပြုတ်ကြမယ်လို့ 90% လောက်ပြုတ်ကြမယ်လို့ဘာလို့အောက်မှာမြေကြီးကကျွန်တော်တို့ဘုံတက်ပြရမယ်စစ်ဖို့တွေတစ်ခုလုံးမှာအာမြေကြီးမှမရှိဘူးပေါ့မြေသားပုံပတ်မှမရှိဘူးဖောင်ဒေးရှင်းပေါ်မှာပဲရှိတယ်စော်တော်နဲ့ကျွန်တော်တို့ဒီဆောက်မှာရက်တည်နေတာဒါဒီဆောတာကဆရာမကြီးတွေရဲ့အကြံဉာဏ်ဆရာကြီးတွေရဲ့အကြံဉာဏ်ဒါတွေကျွန်တော်တို့ပြီးလုံးဝတွေ့ရုံအောက်ဆက်ပြီးCG ကိုကျွန်တော်အောက်မှာထားလိုက်တာပဲကောင်းမွန်တော့လည်းနာဖြစ်ပါတယ်သူတို့ကလည်းပြောတယ်မြန်ကြီးနဲ့ဆိုရင်ကျွန်တော်တို့သူတို့ပြည်နယ်150လောက်ရှိတယ်ပေါ့ဗျာကျွန်တော် CG ပေါ်နေတယ်ကျွန်တော်လည်းမကန်နိုင်ဘူးလားတကယ်လို့ဒါကျွန်တော်ဒီ CG ဝိတ်ကိုပေါင်းထားလို့ရအောင်ပုံမှန်တည်ခဲ့ရင်တုံးလုံးလဲပါလေအဲ့ဆောင်ပါလေတကယ်တုံးလုံးလဲ 90% လုံးဝအန်ရများတဲ့လုံးပါဆိုတော့သူတို့လည်းမနာလာတယ်ကြည့်ပါဟာလုံးဝကြောက်လဲကြောက်ပါတယ်ဆိုတော့ချက်ချင်းဆရာမကိုလမ်းတရင်ပေးတဲ့ချိန်မှာဆရာမကြီးကဆူလာတော့ကိုရင်းနေလို့မလုပ်အောင်နော်ကျွန်တော်တို့ကဆောင်းရမလို့ပြတာဟိုဒီကောင်းဝဲပေါ်တော့အောင်ပါဆိုတော့ချက်ချင်းကျွန်တော်တို့အားကြီးပေးနေတဲ့အဆောက်အဦပေါ့ဗျာဒါနဲ့ 1000% နားမှာလက်ရှိဖြစ်ပေါ်နေတဲ့အဆောက်အဦပေါ့ကျွန်တော်တို့ဒီကျွန်တော်တို့တိုင်းဟိုပါဆိုတော့အဲ့လုံးပေါ့တောင်းလုံးနဲ့ကျွန်တော်ဒါဟိုလုံးပြီးသွားတာပေါ့နော်အခုလက်ရှိအခုမပြီးသေးဘူး15လမှခွဲဆောင်းတယ်တောင်းလာပုံပေါ်15လက်ရှိလုပ်နေတယ်ဒီမှာကျွန်တော်တရင်ကျွန်တော်စီတန်းပို့လာတယ်ဟိုမှာထားခဲ့ရတာကျွန်တော်မန်လေးခဏတက်ပြီဟိုမှာပတ်ဆိုင်ရတယ်ကျွန်တော်ထားခဲ့ပါတယ်ကြည့်တယ်ရေးဒေတာလေးဟိုဗီဒီယိုဖိုင်နဲ့တော့အကုန်လုံးတော့ဆောက်ပို့နေပါတယ်ဒါလက်ရှိပုံပေါ်15လမှကျွန်တော်တို့လက်ရှိလုပ်နေတဲ့ဆောက်ပေါ့နော်ဒါလည်းအဲ့လိုပဲဗျာဒါလည်းအခုအချိန်မှာကောင်းမွန်တဲ့လက္ခဏာဒီနေ့ဆိုရင်9လမှခွဲလောက်ပြန်ပြီးတက်လာပြီပေါ့နော်ကျွန်တော်ဒီမှာတော့ပြန်တက်လာပြီဖြည်းဖြည်းနဲ့တော့ကျွန်တော်တို့တက်လာရတဲ့အဆောက်အဦ
ရကြဝိုင်းတော့ဒါလေးတွေလည်းဒီတိုင်းနဲ့လူဆက်လက်ပြီးတော့ဆောင်ရွက်ရပါဟုတ်ကဲ့ ပုံကိုလိုပဲ ရပါဘူး ကိုကြီးကလေဒီချိန်လေးဟိုမှာရောက်နေတယ်တော့ ဟုတ်ရတယ်ဆရာမကြီး တစ်ခါပြောပါစကားပြောထားတယ်ပြီးတော့မှဆက်ရှောက်တယ်အဲ့ဒီအိမ်မှာပေါ့ ဟုတ် ဒီမှာတော်ကြီးမှာခင်ဗျာတွေ့ကြတဲ့အားလေးရှိတယ်တွေ့ကြပြီးတော့ခင်ဗျာ ဒီဖွဲ့ချောင်းနဲ့အားစီကိုအိမ်မှာအားစီကိုအိမ်မှာကိုကျမကြီးကပါတယ် ဟုတ်ကဲ့ကျမတော်ကြီးမှာပါရှင်ဟိုစာထဲမှာရေးထားတဲ့အတိုင်းပဲကျမတို့2002ခုနှစ်ကစပြီးတော့ကျမတို့အိမ်ကြီးပြင်ခဲ့ပါတယ်အဲ့ဒီအိမ်ပြင်နေဆိုရတဲ့အကြံဉာဏ်နဲ့ဆရာပြင်သားရရတဲ့အဆရာကြီးရရဲ့ညွှန်ကြားချက်နဲ့ကျမတို့ပြင်ခဲ့တာပါနောက်ပိုင်းမှာတော့အိမ်ကတော့အဆောင်ကအမျိုးစုံဆိုတော့သူကတလုံးကလည်းစောက်လို့တာလည်းမတူဘူးဟိုပါပေါ့တိုက်လည်းမတူဘူးဖောင်ဒေးရှင်းလည်းမတူဘူးအဲ့မှာနောက်ပိုင်းကိုတင်မင်းတို့နဲ့ဟိုပါပေါ့နော်ကိုတင်မင်းကတော့မြည်ကြီးတဲ့အပိုင်းဟာတော်တော်ကျွမ်းကျင်ပါတယ်ကျမကကျတော့ဆွတ်ချပိုင်းကိုတောင်းယူပါတယ်ဆွတ်ချပိုင်းခိုင်ထမ်းမှလည်းပြင်လို့ရတယ်ဆွတ်ချပိုင်းမခိုင်ဘူးဆိုလို့ရှိရင်တော့အနေများတာပေါ့နော်ခါလေးကျတော့ကျမဟိုသူတို့လောက်ထားတဲ့ဆွတ်ချကိုကျမစီမှာပုံနေမရဘူးဒါပေမဲ့အဲ့ဒါကိုကျမအကျန်းနဲ့ပြန်တွက်ကြည့်ရဲဘာလိုအပ်လဲဟိုပါပေါ့နော်အခုနောက်ပိုင်းစစ်ဖို့တင်ရပြန်ယူပါထုတ်တော့တချို့က2ပေထုတ်တယ်တချို့က4ပေထုတ်တယ်အဲ့လို4ပေထုတ်တဲ့အခါမှာကျတော့ဟိုစစ်ဖို့တင်ရမှာရှိတာမှ18ပေပဲရှိတာကိုကိုယ့်ဘက်လေးတွေပဲနေပြီးထုတ်လိုက်တဲ့အခါမှာဟိုပါပေါ့နော်နည်းနည်းဟိုပါဖြစ်တယ်အဲ့ဒါဆိုကိုတမင်းနဲ့ဟိုပါပေါ့အကျန်အတော်ပေါ့တိုင်နေတယ်ကျမတို့အောက်ကခံတဲ့ကြော်ပါနဲ့ဒီအပေါ်ကနေဒီပါကိုထောက်ရင်ဘယ်လိုအစ်စ်တင်မလဲအဲ့ဒါဆိုတော့ကျမတို့အမျိုးပေါ့နော်အဲ့ဒီအကြံဉာဏ်ပိုင်းကတော့ကျမတို့ပါတယ်မြေကြီးထဲမှာကျတော့ပြောတော့မြေကြီးထဲမှာဘာရှိရဲဘယ်လိုဖြစ်နေလဲဆိုကျမအဲ့ဒါဘယ်လိုလုပ်တင်နေဒါမျိုးအကြံဉာဏ်ပေးပါတယ်ဆိုတော့ပို့ပြီးတော့အောင်မြင်လာတာလေအဲ့လိုမျိုးပေါ့တိုင်ပေနဲ့ဟိုဆရာကြီးတွေရဲ့ပြောတာဒီနားထောင်ပြီးတဲ့အခါမှာကျမတို့အလုံးလုံးတာအောင်မြင်လာခဲ့တာပေါ့နော်အခုလည်းအလုံးဟိုပါတနေ့ကိုတစ်လုံးနှလုံးပြင်ရနေပြီအခုနောက်ပိုင်းတော့နည်းနည်းတော့ဟိုပါပေါ့နော်ဟိုဘာခေါ်လဲနည်းနည်းပြင်လာရပါလေဒါအမေမန္တလေးမှာတော့ကျွန်မစိတ်ထဲမှာစိတ်ကူတာကတော့သူကမိကြီးပိုင်းကိုစိတ်ကူပါတယ်။ဆွာချပိုင်းကခိုင်မှန်းတော့ပြီးပါတယ်။မိကြီးပိုင်းကဘုချိန်မှာ foundation ကဟိုကနည်းနည်းလေးကြံပြီးတော့အဲ့ဒီခါမှာ geology ဟိုကကျွန်မမန်းလွယ်လွယ်ကိုလည်းပြောထားပါတယ်။ geology ဆရာတွေနဲ့တိုင်ပင်ပြီးမှကျွန်မတို့ဟိုပါပေါ့နော်ဒီကောင်ဟိုပါပေါ့အဆောင်ခိုင်ရနေတယ်လေဆရာကြီးရဲ့အကြံဉာဏ်ပြီးဒါနဲ့တိုင်ဟိုပါပေါ့နော် discuss လုပ်ပြီးမှကျွန်တော်တို့ပြင်သင့်တယ်ကျွန်မမြင်တယ်လောက်တာတော့လုပ်လို့ရပါတယ်။ခုနကလည်းဒီမှာ Facebook ကပုံတွေ့လိုက်တယ်။အိမ်လုံးကိုသူကကျန်းကြီးတွေကိုဖောက်ပြီးတော့ဟိုဟာမြေကြီးအတဲထုံနေအဲ့လိုမျိုးမလုပ်ရဘူး။ကျမတို့လိုအပ်တဲ့နေရာပဲဖောက်ရတယ်။အញ្ញမ်းအနေရနောက်မျိုးလေးရိုက်တာမတွေ့ဘူး။မျိုးရိုက်တာလည်းကျမတို့ကမျိုးကအတက်ပဲ။မျိုးမရိုက်ဘဲနဲ့အိမ်ကိုတဲ့တာအញ្ញမ်းအနေများတဲ့အလုပ်ဖြစ်တယ်။ဟိုတကယ်လို့ကိုယ်ရင်တဲ့သွားရင်တော့သူများရင်အနေပြီးနိုင်။အဲ့ဒါကြောင့်မို့လို့ဟိုတခါတလေကြရင်လည်းအိမ်ပြင်တဲ့အခါမှာဟိုအိမ်ချနေတဲ့အခါမှာကျန်းကြီးကိုလှရတာရှိသေးတယ်။သူကသွားကိုဖိလိုက်တယ်ဆိုလို့ရှိရင်သူကတနေရာမှာသူ့ကိုထောက်ပေါက်မပေးလို့ရှိရင်အဲ့မှာအိမ်ကကျိုးပုံတာအဲ့မျိုးတွေလည်းလုပ်ရပါတယ်ဟိုတလုံးတော့မတူဘူးတိုင်တိုင်လေးနဲ့ဟိုပါပေါ့နော်အင်ဂျင်နီယာတွေနဲ့တိုင်ပြီးမှတော့မှကျမတို့ကအောင်မြင်တဲ့အလုပ်ပါတယောက်တည်းလုပ်လို့လည်းမရပါဘူးဟိုဘာခေါ်လဲဆရာကြီးတို့ဟိုစီမံသားရရတယ်ကျမတို့ဟ
ကိုညီမကျမတို့ကလည်းအစီအပြေရအရင်တော့ကျမတို့ရန်ကုန်စီရင်တာရဟိုဟာဆရာဥပုထေးတို့လက်ထက်တုန်းကကျမတို့အဲ့လိုခိုင်းတာပေါ့နော်ပြေးပြီးပါနေတိုင်းကအဆောင်ကြီးကသူကနေတိုင်းနေမှာအဆောင်ကြီးကစောင်းနေတာလမ်းဘက်ကိုစောင်းနေတာသူကစိတ်ပူတယ်တဲ့ကလေးတွေအိမ်ပေါ်ပြေးတက်သွားတယ်တစ်ချိန်ညဒီတိုက်ကြီးကစောင်းလဲသွားနေချင်းကလေးတွေတော့အနေများမယ်ဒွိမာရဲ့ခမရပြေးပြီးတော့အဲ့ဒါစီလေးကပိုင်တဲ့အဆောင်ကြီးရဲ့အဲ့တော့ပြေးပြီးတော့ကျမတို့အဲ့နေတိုင်းအဆောင်ကိုပြင်မှာတော်တော်တော့အနေများတယ်မင်းကြီးကအရန်ချော်တယ်ကျမတို့ကောင်တာကိုကြောင်မတင်ရဘဲနဲ့အိမ်ကပြန်တက်သွားတာအဲ့ဒါဆိုတော့ဆရာဟိုပါဆရာဦးကျော်အောင်ရှိတော့အေးမှနေပြေးဟိုမှာဇီးရိုးရောက်နေကိုဘက်ကျော်ကနေဘယ်လိုလုပ်လဲအေးကတဲ့သွားတာမှဇီးရိုးရောက်သွားတယ်အဲ့မှာဟိုဘက်ရောက်သွားရင်ဘယ်လိုလုပ်လဲအိမ်ဟိုဘက်လဲသွားနေတယ်ကျမမြန်ကြည့်တော့တဲ့ဇီးရိုးရောက်ဖို့နည်းနည်းလူလေးရဲ့ဒါမဲ့အဲ့ဒီအချိန်မှာကျမကိုခိုင်းတာနိုင်လူကခိုင်းတာတော့နိုင်လူကဟိုဘက်မှာပိုင်ရိုက်ထားတဲ့အချိန်မှာဒီအိမ်ကစောင်းသွားတာအဲ့တော့ဒီအိမ်ပြန်တဲ့မှာနိုင်လူကိုစောင့်ပြီးစောင့်နေဆိုပြီးတော့ကျမကိုပြင်ခိုင်းတော့နိုင်လူကလည်းကျမတို့ပြင်နေပြီးတော့သူလည်းပိုင်ရိုက်ပြီးတော့ပြီးအောင်ရိုက်ပြီးတော့ရှစ်ထပ်ကိုဆက်ပြီးတော့စောင့်သွားတယ်အဲ့ဒါလည်းကျမတို့ရဲ့အောင်မြင်မှုတစ်ခုပါပဲဟိုအဲ့ဒီ ARD လို့ပြောရင်လူတိုင်းကသိပါတယ်ကျမတို့ဟိုဘင်းအောင်ရမ်းပေါ်မှာလေသူက6ထပ်အဆောင်စောင်းတာမှကျမတို့နှစ်ปีကျော်ရေးစောင်းတာလေဘေးကသူ့ရဲ့ဟိုနှစ်ထပ်တိုက်ကလေးကိုတွားပြီးပြီးရအဲ့ဒါကိုကျမအမျိုးသားပြင်ခဲ့တာ2004ခုနှစ်ရောက်ဖြစ်နေအဲ့တော့ပြင်ခဲ့တာအဲ့ဒါလေးတော်တော်အနေများတဲ့အလုံးဟိုသူရအောင်ပြင်ခဲ့တာကျမကလည်းအဲ့ပညာကိုကျမစိတ်ယူတာပေါ့နော်ဟောအဲ့တော့ကပြင်တဲ့ဦးကျော်မြူစွာရဲ့ဦးတင်မြင့်ကသူကညီကိုလိုပဲဆရာလိုပဲကျမတို့ကလည်းကျမတို့ရဲ့ဟိုကလည်းပြင်ခဲ့ပါတယ်အဲ့ကြောင့်မို့လို့အခုလည်းလုံနိုင်တယ်လို့ထင်ပါတယ်အရှင်တွေလည်းစိတ်မပူပါနဲ့ရည်ကြီးတာအခြေအနေပေးလို့ရှိရင်ကြံတာဘာမှစိုးရိမ်တာမရှိပါဘူးရှင်ဟုတ်ကဲ့ရတယ်ပုံလေးတွေဟုတ်ကဲ့ဆရာ ရတယ်ကိုကြီးကဦးရဲ့ presentation ဆက်လုပ်နေရပါတယ် ရအောင်ကျွန်တော်ပုံလေးတွေရဟုတ်ကဲ့ဆရာကျေးဇူးပါဟုတ်စိတ်ကတော့ကြော်ပြီးရရှေ့စီးနေဒီလေးရပြီးနားလေးဆုံးပြောက်တယ်ခဏစိတ်ဆုံးကြတယ်မဆိုင်ကြပဲဒီကုန်းကြကြJai, yes, one shot. I find it enjoyable. I did it for a while. Wi-Fi တခုတော့ကျွန်တော် share လုပ် I did my best.
စောင်းကြတာကြော်ပြီး ဘယ်လိုပြောလဲအမြောက်ပြ ဟုတ် ဒါတော့ကျွန်တော်တို့2024ပေါ့နော်2024ခုမိတ်တာပြင်လာဒီကတော့ရောက်လာပါမျိုးသူလည်း6တက်အဆောင်ပဲပေါ့သူလည်းတောက်ပဲအလုံးပဲသူပြင်လာမှာဘာမှမရှိဘူးပြီးပြရတော့မှမိတဲ့ခါခါရှိပါတယ်ဒါကိုကျွန်တော်တို့တက်မှတ်တဲ့အချိန်မှာသူ့ဘေးရမှာလည်း6တက်အဆောင်ရှိတယ်ပုံမျိုးသူ့ဘေးအဆောင်လည်းကျွန်တော်တို့ကတရားဝင်ပေါ့နော်ဟိုဘက်ကဒီဘက်ကပုံဆိုရင်ဒါကျွန်တော်တို့တက်မှတ်ပြီးပုံပေါ့နော်ဒီဘက်ကတော့ပြီးပြီးတော့တက်မှတ်ပြီးပုံအဲ့မှာလည်းကျွန်တော်တို့2023နှစ်ပုံမိုင်းတော့ပေါ့နော်နေနေလေးတစ်ခုလုပ်ကြတယ်အဲ့ချိန်ကလေအဲ့နေနေလုပ်တဲ့အချိန်မှာဒီအဆောင်တစ်ခုကြားထဲမှာကျွန်တော်တို့တက်ပြရတာပေါ့နော်ဒီနေ့နေတက်ပြရတာတော့မှာကျွန်တော်တို့အဲကုန်းထုတ်ထားတဲ့နိုင်ငံသားလေးရှိတယ်နိုင်ငံသားရှိတဲ့အချိန်မှာတို့တွေတော့အစုံလုံးလည်းဖြစ်တယ်ဘိုးဘက်တစ်ဖက်ဆောင်ကလည်းနည်းနည်းလေးစောင်းနေတယ်လက်ဆောက်ကလည်းနည်းနည်းလေးစောင်းနေတယ်စောင်းတဲ့အချိန်မှာတုံတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့အဲ့ဒီအဲကုန်းအောက်လို့ဒီစံကထုတ်လာတဲ့အဲကလက်ဆောက်နေအောင်ပို့ပေါက်တယ်ရပြီတဲ့ပို့ပေါက်တယ်ပို့ပေါက်တဲ့အချိန်မှာဒီစာအုပ်ကဆရာတော်အားလုံးမှတ်မိမယ်ပြပါတယ်ဒါဂျာနယ်ထဲမှာပါတဲ့စာအုပ်ပါနော်ဒါဂျာနယ်ထဲမှာတရားဝင်ကိုရေးပြီးတော့လုပ်လိုက်တဲ့စာအုပ်နော်ဒါကိုကျွန်တော်တို့ရောက်ပါစီနေတာလေကွန်ပျူတာနဲ့အင်ဂျင်နီယာခရိုင်မှုစာရင်းပြီးတော့ဒါကိုလုပ်နေတယ်ဆိုတော့ကျွန်တော်တို့ရှိကိုတိုင်းပြီးတော့ဆက်သွယ်လာပြီးတော့ကျွန်တော်တို့ဒါကိုကောင်းမှုနေတယ်ကျွန်တော်တို့ဒါကတော့ကျွန်တော်တို့ချိန်ပြီးမှတ်တာနော်ချိန်ပြီးမှတ်တာလေးတွေဒါကျွန်တော်တို့နောက်ထားပါတယ်တိုင်းကနားလို့ပေါ့နော်ဒါကျွန်တော်တို့အဓိကဆောနာဆရာမကြီးပြောပါတယ်ပိုင်လေးပေါ့နော်ဒီဘက်ပိုင်လေးပေါ့နေရာလေးကစပယ်လေးကအားချင်းနေတာဘယ်လောက်ချင်းလဲဆိုရင်ကျွန်တော်တို့အစာအုပ်တစ်ခါမှာထိစပ်မှုဖြစ်သွားတဲ့အတွက်ကကျွန်တော်တို့ဟိုအပေါ်ဝင်ပြီးကျွန်တော်တို့ဒီပိုင် foundation ဟိုဟာကျွန်တော်တို့ဒီပိုင်ရိုက်တဲ့ပိုင်စီပေါ့နော်ပိုင်နိုင်ပေါ့ပိုင်နယ်ပေါ်မှာဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်တို့10လမ်းမလောက်ပဲပွားနေတာဒါကိုမဖြစ်မနေကျွန်တော်တို့ရိုက်ရတာကလေးတွေဆိုရင်ပေးလိုက်နေတာနေရာတစ်ဖက်ကြားထဲမှာပေးလိုက်နေရတာဟိုဘက်ကထိဆုံးပုံစံတိုင်းတော့အလုံးတစ်ဖက်ကြားထဲမှာကျွန်တော်တို့ရိုက်နေတာစောင်းတစ်ဖက်ကြားထဲဘာကြောင့်ရိုက်တာလဲဆိုတော့တကယ်လို့ကျွန်တော်တို့ကမြေကြီးတူးမယ်ဆိုရင်ဒီလိုမြိုင်ထောက်တွေတစ်ဖက်ဆောင်မှာအရင်ဖြစ်တဲ့မှုရှိတယ်ဆောင်းလာအဲဒီကျွန်တော်တို့မူလဖောင်ဒေးရှင်းကကျွန်တော်တို့ကြားတာရှစ်တွေကြားလာပါတယ်ကျွန်တော်တို့တကယ်တူးရတာဒီရှစ်တွေအောက်ကိုထပ်ပြီးတော့ကျွန်တော်တို့3-4ပေလောက်ကျွန်တော်တို့ထပ်ပြီးတော့နိုင်တာဒါလို့စတော့ပါလို့နေတာဟုတ်စတော့ပါလောင်းနေတဲ့ဟာကိုရှိမယ်စသည်အပြင်ပြီးကျွန်တော်တို့ထားမယ် gap line လေးတွေ gap area လေးကျွန်တော်တို့ထားတဲ့ဘက်ကဒါကိုကျွန်တော်တို့အဲ့လိုမဖြစ်မနေရိုက်ရတဲ့စိတ်ပိုင်းလေးဘက်လေးတာကျွန်တော်တို့ရိုက်ရတယ်ဒါကျွန်တော်တို့ဒီနှစ်ဘက်ကြားမှာရိုက်ထားတဲ့ပုံဖြစ်ပါတယ်ပြောပိုင်ရိုက်ထားတယ်ဒါကျွန်တော်တို့မြေကြီးလူကြီးတော့မှာပေါ့နော်မြေကြီးလူကြီးတော့မှာဒီဆိုတာကအဲ့လိုကျွန်တော်တို့ဒီနံပါတ်6ရောက်မှာကျွန်တော်တို့နံပါတ်6ရောက်မှာမြေကြီးတူးနေတဲ့ပုံတွေ့ပါလိမ့်မယ်ဒါဘုဘမှာဆိုရင်ဒါကျွန်တော်တို့ပိုင်ရိုက်ထားတယ်နော်ပိုင်ရိုက်ထားတယ်တော့အားပြည့်တယ်ကျွန်တော်တို့အဲ့ကြားတဲ့တက်မှတ်ပြီးတော့မှမြေရေညောင်းရှိတယ်ဒါ main drain ရေညောင်းသူကလည်းတိုင်းမရှိဘူးဒီတိုင်းပိုးယူဒီတိုင်းပေ60ကျော်လောက်ရှိတယ်စီးတာဒါဆိုကျွန်တော်တို့ဒီအဲ့လိုမရတယ်အဲ့လိုပုံကတော့ဟာဒါလိုအပ်တဲ့နေရာမှာကျွန်တော်တို့ဒီလိုတူးရတာကနော်ပြီးကျွန်တော်တို့ဒီနံပါတ်ဒီခုံပေါ့ဒါဆိုကျွန်တော်တို့ဒါ foundation အောက်ကိုနေတဲ့ပုံပြဒါအပေါ်လုံးအဆောက်အဦရဲ့ foundation တစ်ခုလုံးအောက်ကိုကျွန်တော်တို့အန်ဒီရဲ့တော်တော်လေးတတိကြီးစွာထားပြီးတော့ဒါကိုစီစစ်အပြည့်နဲ့ပေါ့နော်တခြားအဆောက်အဦလုပ်ထားတဲ့ foundation ဒီဘယ်လိုပုံစံလုပ်ပါလဲဆိုတာကျွန်တော်တို့မြေကြီးပြေးလာမှာဘာမှမသိနိုင်ပါဘူးအဲ့တော့ဒီလိုမျိုးကျွန်တော်တို့ foundation အောက်ကိုဝင်ပြီးတော့ဒီ server လောက်လာပြီးကျွန်တော်တို့မြေကြီးတွေပူရတာပေါ့နော်ဟိုဘက်ကအစုံလုံးပုံမှာတော့ကျွန်တော်တို့အခုရိုက်ထားတဲ့ server လောက်လာအခုရိုက်ထားပါတယ်ဒါကျွန်တော်တို့ကလိုအပ်တဲ့ရေပါကြီးဝင်နေကျွန်တော်တို့ကရေတန်ပြီးတော့စုပ်ထုတ်ရတယ်ပေါ့နော်ပြီးကျွန်တော်တို့ကဒီမှာအောက်မှာ server လောက်ညာတဲ့ကိုအေးအင်းပြီးတာအဲကျွန်တော်တို့စကားရက်ရပါတယ်စကားရက်ပြီးတော့ကျွန်တော်တို့ပုံပြပြန်အောင်ပါပေါ့နော်အဲဒီနံပါတ်5ပုံလောက်ပေါ့5ပုံလောက်ဆိုတာကျွန်တော်တို့လောင်းလာတဲ့ stock ပါပေါ့နော် stock ပိုင်းကျွန်တော် water jet ပို့နေတာwater jet
ဝါတဲ့ကလည်းဆောင်းတာတော်တော်လေးချိန်ဆပြီးတော့ပူရတယ်။အားလို့ဆိုရင် balance to balance စောက်တစ်ခုလုံးကပုံမှန်6ရက်ကြီးရှိတယ်ကျွန်တော်တို့လူကဟုတ်အောင်နေရောက်မှရောက်နေတယ်။ဒါအစားလို့လည်းမြင်ပါပါ။ဒါတော်တော်လေးဒီတက်လုပ်နေရတယ်ကြီးကြပ်ပြီးလုပ်နေရတယ်ပေါ့။ဒါကကျွန်တော်တို့အစုံလုံးပုံအားကကွန်ကရစ်လောက်တဲ့အချိန်မှာလိုရတဲ့ကျွန်တော်တို့ private တွေပဲတိုးဆက်နေတဲ့ပုံပေါ့။ဒါကောင်းတာလို့ဒီကောင်းတာလို့ဒီဆိုရင်လည်းကျွန်တော်တို့ကဒီတက်မှာတော်တော်လေးဦးစားပေးပြီးတော့တင်အောင်ပေါ့နော်အဲ့ဒါနိုင်တော့ဒီတက်ကိုပဲသုံးပါတယ်ပြီးတော့ဆောင်းတာကဒီတဲ့ကောင်းတာလို့ကိုကျွန်တော်တို့တွေ့ရပါတယ်ဒါဆက်ဆက်လို့ကဘယ်လောက်ရှိနေကျွန်တော်တို့ဘယ်လောက်ဆောင်းနေနော်နောက်ဒီဆိုကျွန်တော်တို့ကောင်းတာလို့တင်နေတဲ့ပုံမှာတက်မှဒီအားလုံး finishing ပြီးဆိုရင်ကျွန်တော်တို့ဦးနာတဲ့နေကြီးကလုံးဝမတည့်ပါဘူးဒါကိုကျွန်တော်တို့စုပြစ်ကနေနဲ့ကားတွေခေါ်တယ်နေကြီးတဲ့ကားတွေခေါ်တယ်ပြီးရင်ကျွန်တော်တို့ထောက်စုပြစ်ကဒီကပေးပြီးတော့ကျွန်တော်တို့အကုန်လုံးဒီဦးနာတဲ့နေကြီးတွေကျွန်တော်တို့ကစုပြရတယ်ပြီးအဲ့နေကြီးစားကိုကျွန်တော်တို့ကတဲကိုကျွန်တော်တို့ပေါ်ပဲပြင်ရေးနဲ့ဒေချာလေးကြာတော့ဒေချာအဲ့မှာရေးပို့ပြီးတော့ကျွန်တော်တို့စက်နေရပေါ့ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဘက်ကကွန်ပျူတာပြီးတော့ဖလိုးပြန်ပြီးတော့ပေါင်းလိုက်တဲ့ပုံပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီဘက်ပေါ်ဆုံးပုံကနောက်ဆုံးရှိဖို့ဒီပေါ့ဗျာနောက်ဆုံးရှိဖို့နေဆိုတော့ခုမှမာခဲခဲရှိတယ်ဆိုတော့စာအုပ်တော်များများမှာဂျာမန်မာကစက်ပြည့်တဲ့နေကိုတော်ကပ်ပြီးတော့လူရတယ်ဗေလင်းနဲ့လေတော့ကတ်တူးတဲ့အချိန်မှာတချို့ဆိုရင်ဒါဒီစက်ပြည့်တဲ့ဟိုကျွန်တော်တို့ main ဗေလင်းမှာလာပြီးတော့ဒီတိုင်းပဲတွဲရတစ်ခါမှမပိတ်ထားဘူးမပိတ်ထားတဲ့အချိန်မှာကျွန်တော်တို့ server လောင်းပြီးကျွန်တော်အောက်ကိုတူရတယ်ဒီ connection အောက်ကိုကျွန်တော်တူရတယ်တူရတဲ့အချိန်မှာဒီစက်ပြည့်ကြီးကအောက်ထွက်တာကျွန်တော်တို့ပုံပေါက်ထွက်တာအချင်းချင်းခိုင်ကြရင်ချင်းဟိုဖတ်ပြောအဲ့အရေးကိုကျွန်တော်တို့ဖျက်ရတဲ့စိတ်ပိုင်းရှိတယ်ဆိုတော့နောက်ပိုင်းကအဲ့လိုလုပ်ရင်တော့ဖြစ်တော့ဘူး10လုံးမှာ10လုံးတော့ကတော့ခိုင်းတာပေါ့ဗျာနောက်တစ်ခုကအစောဦးမူလားဘာမှမဖြစ်ခင်ကတော့စက်ပြတာအကောင်းပေါ့ဗျာအုံးနဲ့လုပ်ထားတာပေါ့ဆိုတော့မူလားအစောဦးဒီစောက်ခင်ကာလမှာစက်ပြတာဘာမှမဖြစ်ဘူးဆောင်းပြီးသူက14လမ်းမှာ14လမ်းမှာ14လမ်းမှာကွယ်15လမ်းမှာ16လမ်းမှာ17လမ်းမှာဆောင်းပြီးဆောင်းပြီးဆိုရင်ဒီစက်ပြတာကွယ်ရောမသိဘူးမှမသိနေခိုင်းတဲ့လူလည်းမသိဘူးဘယ်သူမှမသိအောက်မှာကွယ်နေစက်ပြတာဆိုတော့ကျွန်တော်တို့တူးတဲ့အချိန်မှာဒီမလိုအပ်တဲ့ညီကြီးတွေကျွန်တော်တို့လည်းရအဲ့ဆိုတော့ညီပညာတူကျွန်တော်တို့သုံးမှရတော့မှာလိုအပ်တဲ့ညီပညာဒါကျွန်တော်တို့အပြင်မှာရိုက်ထားတဲ့မျောပိုင်ပေါ့နော်ဒီမှာမျောပိုင်နဲ့အပြင်မှာလည်းကျွန်တော်တို့အဲ့လိုပဲရဲအောင်ဆိုကြအပြင်မှာဆိုရင်ကျွန်တော်တို့မြည်တက်ဆိုရင်ကျွန်တော်တို့ round group တွေမှာတော်တော်လေးနေတာပါကျွန်တော်တို့ကဟိုလေးစမ်းနေနောက်ပိုင်းကျမှကျွန်တော်ဒီဇိုင်း group တွေပဲပြင်မှာစက်ကုန်တွေလာပြီးဖြစ်လာပေါ့နော်ဆိုတော့အဲ့လိုမျိုးပြီးရင်ကျွန်တော်အထင်းဝင်ပတ်လိုက်ရတာပေါ့နော်အထင်းဝင်ပတ်အပြင်အဲ့မှာ community product တွေကျွန်တော်တို့ထောက်ပါတယ် community product ရတယ်ဆိုတော့အဲ့ data တွေကျွန်တော်တို့ချိန်ရတယ်ဗျာပေးမှာထောက်မယ် community product ပေါ့နော်အနည်းဆုံးသူက၄ပြည်ခွဲ၅ပြည်ရှိနေသူ့အနေနဲ့ကပြည်ခွဲ၃ပြည်လောက်ရှိတာပေါ့နော်ဟုတ်ပါလေပေါ့အဲ့ဒါဆိုရင်ကျွန်တော်တို့တောင်းပါတယ်ပြီးသွားပြီအားလုံး finish line ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒါကျွန်တော်တို့ complete ပြန်ပြီးတော့ပိတ်တဲ့တုန်းက flow ပုံလုံးကျွန်တော်တို့ပိတ်တယ်ပြီးသွားပြီဆိုရင်ဆောင်းလာတာအားလိုက်စင်း YCDC လိုက်စင်းစာရပေါ့နော်အခုရဲ့မှတ်တမ်းလေးကိုကျွန်တော်တို့ယူပြီးတော့အားလုံး final စစ်ဆေးပုံကျွန်တော်တို့ကဆောင်းလာကကျွန်တော်တို့လုပ်ငန်းအနှံ့သူလုပ်ငန်းလက်ခံသူပြီးတော့သက်ဆိုင်ရာစီတွေအဲ့တုံးလေးကျွန်တော်တို့ကပြန်ပြီးတော့ဒါလေးကို record နေတယ်ကျွန်တော်တို့ကပြန်ပြီးတော့ဆောင်ရွက်ရတာပေါ့နော်မူလတမစင်ကာလမှာလည်းဒီ report လေးကိုကျွန်တော်တို့ဖတ်ရတယ်တမပြီးကာလမှာလည်းဒီ report ကိုလည်းကျွန်တော်တို့အများအားသိစေတာပါပေါ့နော်အဲ့ဒါမျိုးဟုတ်ဒါကတော့ကျော်သူ25လားတောင်းတော့ကျော်သူ25လားအခုလက်ရှိနေတဲ့ပုံမှာကျွန်တော်တို့2023ပါနော်ဒါကိုကံဖိုက်ကဆောင်းတာကဘလို့နိုင်တော့ပေါ့လေကိုကြီးကာလအားရပြီးတော့ဘလို့တော့အင်ဂျင်နီယာဆက်လိုက်ပြီးတော့လုပ်တာပဲကံဖိုက်လုပ်ခဲ့ချိန်ကကံဖိုက်ကနေကပထမကညီတက်တော့လည်းကိုပြီးသေးတယ်ပေါ်လာမှမပြီးသေး measure ground level အထိပဲပြီးသေးတယ်ဒီစာအုပ်ပါလေအဝိဇ္ဇာတော့အင်ဂျင်နီယာတို့စကားပိုင်းကပြောပြီးတော့ဒါပြီးသွားပြီပေါ့ဗျာလုပ်ငန်းရောက်တဲ့ကြောင့်ကျွန်တော်တို့ foundation ပိုင်းကိုဘယ်လောက်ကြားလဲအားလုံးသဘောတူညီချက်နဲ့ကံဖိုက်အောင်လုပ်တော့ဘူး
ဒီရှင်နေနဲ့သူတို့ပြန်ပြီးတော့လုပ်ကြတာစုပေါင်းပြီးတော့ဒီကောင်ကသူတို့ဆွေးနွေးအားချင်းအားလုံးစုပေါင်းပြီးတော့လုပ်တယ်စုပေါင်းလုပ်တဲ့အချိန်မှာဒီလိုနေထားဖြစ်သွားပြီလားဒီလိုနေထားဖြစ်သွားတဲ့အချိန်မှာအဲ့မှာဘာတော့တွေ့လဲဆိုတော့ကျွန်တော်တို့စောက်စင်ကာလာမှာပေါ့ဗျာဖီနီရှင်လုံးကအရာပစာယူလုံးကအကုန်ပြီးသွားပြီအပြင်ကိုချောတော့တယ်အပြင်ကိုချောတဲ့အချိန်မှာကျွန်တော်တို့နှခမ်းပြုတ်ဖြစ်တဲ့တော့ကကျွန်တော်တို့လေကအောက်မှာအန်ဒါဂရောင်းတက်နေရှိတယ်အဲ့အန်ဒါဂရောင်းတက်မှာသူကအန်ဒါဂရောင်းတက်မှာကျွန်တော်တို့ဘာတော့တွေ့လဲဆိုတော့ကျွန်တော်ရေထောင်တာမှာပေါ့ဗျာသူတို့ဒီချောရင်ကျွန်တော်တို့ရေလိုဝက်ချက်ရှိတယ်ရေထောင်တာဒီထောင်တဲ့အချိန်မှာဒီရေတွေကိုတို့စုပ်ထုတ်ရတယ်စုပ်ထုတ်တဲ့အချိန်မှာဘာတော့တွေ့လဲဆိုတော့ကျွန်တော်တို့ဒီကော်လမ်ရှေ့မှာကော်လမ်နှလုံးကပုံပြည့်အချောက်လောင်းလာတာဗျဒါကျွန်တော်တို့နိုင်ငံတော်တော်လိုအပ်ချက်တာနော်အားလုံးဒါလေးကိုတော်တော်လေးပြီးစိုက်စီခြင်းနဲ့သက်ဆိုင်ရာပညာရှင်နဲ့ဒါလေးကိုတော်တော်လေးပြီးဒီဇိုင်းနဲ့တို့ပြောပြပါတယ်ဒါလည်းကျွန်တော်တို့ဒီမှာအဲဒါလေးပေါ့ဗျာနော်အချောက်လောင်းနဲ့ရေးရှိတဲ့အချောက်လောင်းနဲ့ရတယ်လို့တို့အဲ့လိုသတ်မှတ်ထားတာပြီးဘူး6လောင်းရတဲ့အချိန်မှာအဲ့တောက်စီရအကုန်ထွက်နေတာဗျအဲ့အချိန်မှာဒါကျွန်တော်တို့နံပါတ်6ပုံဆိုရင်စိတ်ဖို့ဒီပေါ်မှာဒီနေ့ဝတ်တက်ထားတဲ့ကော်လမ်6ကော်လမ်ကြီးအဲ့6ကော်လမ်အောက်မှာဆရာတို့နေတဲ့အတိုင်းပဲလေလောက6အဲ့ဒါကဆောင်းလာအချက်ကြီးထုတ်လို့ရတယ်ဗျအကုန်မူလအတိုင်းရှင်နေကျွန်တော်တို့လုံးနေရောပြီးတော့အကုန်လုံးဒါတွေကလေဘလို့မှပြောလို့မရဘူးဖတ်ကြတဲ့အချိန်မှာကျွန်တော်တို့ဆရာကြီးပေါ့ဗျာဆရာကြီးစံတူတို့ပူညီတော့မှာပေါ့နော်ဒီဆောက်တဲ့ဒီပို့ရတယ်ဆရာကြီးနဲ့တော်ကြီးနဲ့ဆရာကြီးလည်းတော်တော်လေးအားကိုးယူနေတဲ့ပို့ဖြစ်နေတာပေါ့ဗျာဆရာကြီးကိုတိုင်းပြီးတော့ကြံကြံတောင်းတယ်ဆိုတော့ဆရာကြီးစံတူပေါ်နေတာစစ်တာလည်းလို့စစ်တဲ့အချိန်မှာအာအမေတော်တော်ချင်းစိုးနေပါတယ်အဲဆိုဒီလိုတော့တိုင်းတိုင်းကြီးဆောင်းနေကြပါဆိုပြီးတော့ကျွန်တော်ပုံကိုပေးလိုက်တော့ဆရာကြီးပေးလိုက်တဲ့အချိန်မှာဟိုဟာသူတို့နှမ်းဆက်တယ်ဒါဆိုရင်အခုမြင်တဲ့ပုံတွေလည်းဒါနံပါတ်5မြောက်ဒါဒီလိုနေတော့ဖြစ်နေတယ်ဗျာဒါတော်တော်နည်းတယ်နော်ဒါတော်တော်နည်းတဲ့အနေကလမ်းမ40လောက်ရှိတယ်ဗျာပေါ်လာ16လုံးရှိတယ်16လုံးမှာအကုန်လုံးအဲ့ပုံကတက်လုံးတော့မအောင်ဒါကျွန်တော်မှမှတ်တာအကုန်လုံးရှိပါတယ်တစ်ခုမှမအောင်အကုန်လုံး6လောက်ပါဒါအရင်တော့ပုံအောင်တဲ့တော့95% လူသားနဲ့အလုံးပါနော်95% လူသားနဲ့အလုံးပါဒါဆရာကြီးဦးစံသူရဲ့ဒီကောင်နဲ့လည်းအများကြီးကျွန်တော်တို့ယူရတယ်ပြီးတာအများကြီးဟိုထောက်ကူပေးခဲ့တယ်ကပုံမှန်လေးပြောရင်ဒါဆရာကြီးနဲ့လည်းတော်တော်လေးကျေးဇူးလည်းတင်တယ်ဆရာကြီးကိုလေဒါမှကျွန်တော်တို့စတင်ဝင်ဆောင်ရွက်ပြီးဒါကျွန်တော်တို့တော်တော်များများတွေ့ခဲ့တဲ့စစ်စံတွေပေါ့တိုက်တွေပေါ့ရေးရှိတဲ့အချောက်လောင်းတယ်ရေးရှိတဲ့ကအချောက်လောင်းတယ်ပေါ်လာတာမဟုတ်ကော်နီရှင်နဲ့အချောက်လောင်းတယ်တချို့ပုံကြီးကျွန်တော်မပြရဲပါလာတဲ့အချောက်အပေါ်လုံးလုံးဝမပြရဲအဲ့လိုနေထားပြတယ်ဆိုတော့ဘလို့တွေးသွားတယ်ဆိုရင်တော့တက်ချက်နဲ့သူတို့လည်းလေးကောင်းရတယ်ဗျအားခိုင်တာလေးဒါကြာမှပြီးတော့ကျွန်တော်တို့ကျေးဇူးတင်ရမှာပေါ့ HIV 900အပြည့်သုံးပါတယ် original ကောင်းရတယ်ဗျအားလို့လေ HIV 180ကိုးရတယ်ဗျအားလေ180ကိုးရတယ်180အဲဒီမှာကျွန်တော်ပြောပြမယ်ဗျာ1 2 3နံပါတ်3ပုံကြည့်လိုက်ပါ180ကိုးရတယ်ဗျအားမူလ180ကိုးရတယ်အားလေတော့180ကိုးရတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့22မှရှိတယ်ဗျအောက်ကကျွန်တော် ground လေးနော်ဒါလေးကိုပုံလုံးကျွန်တော်တို့စီစစ်ပြီးတော့ဆရာကြီးရတယ်ပါဒါကျွန်တော်တို့ဒါဆိုရင်ဆရာတို့အားလုံးပြည့်ပြီမှာပါဒါတာမှာ80မိပြီပါHIV 900ပါပွေးသွားတယ်တော့ပွေးသွားတယ်အစာဦးကတော့ကိုထလားမှတော့ခံသွားတယ်ထလားမှတော့ခံသွားတယ်ဆိုကျွန်တော်တို့ဒါကိုကျွန်တော်တို့ပြုပြင်ပြီးစနစ်တကျနဲ့ဆရာကြီးများရဲ့အချမ်းချမ်းဆရာမကြီးများရဲ့အချမ်းချမ်းအားလုံးယူပြီးတော့ကျွန်တော်တို့ကလုံငန်းစပြီးဆောင်ရွက်တာပေါ့နော်ဆောင်ရွက်တဲ့အချိန်မှာဘာတော့တွေ့ရဆိုတော့တန်ကြီးအကုန်လုံးတန်ကြီးတိုင်းနေပါတယ်ဒီတန်ကြီးအကုန်လုံးတန်ကြီးတိုင်းနေတာပါဒါကိုကျွန်တော်တို့အောင်မြင်ပုံကြီးကတန်ကြီးကောက်ွယ်စီပုံလေးရှိတယ်လေဒါလေးကိုကျွန်တော်တို့တုံ့နေပြီးတော့ဆောင်းတာဒါဒီလိုဖိနေမဲ့တယ်ဗျဒီလိုဖိနေမဲ့တယ်ဆရာကြီးရှိတာကျွန်တော်တို့အကြံဉာဏ်ယူရတာပေါ့နော်ဆရာကြီးကာဘာဘလော့ထားမယ်ဘလော့ထားသိတယ်
ဆရာကြီးကလည်းလိုအပ်တဲ့အကူအညီကိုအားလုံးပေးပါတယ်ဗျဆရာကြီးကလေဆရာဦးဆိုင်ကြီးပေါ့အားလုံးပေးတယ်ဒါကျွန်တော်တို့လုပ်ငန်းဆောင်ရွက်နေတဲ့အတိုင်းပါပေါ့နော်အတိုင်းပါလေးကျွန်တော်တို့ပြီးကျွန်တော်တို့ဒါကျွန်တော်တို့လုပ်ငန်းဆောင်ဒါကျွန်တော်တို့ main corner မှာကျွန်တော်တို့ e-box ပေါ့နော်ဒီ e-box ကိုဆိုတာကဒါအဖြစ်ဂျိုးရစီကဒါ e-box ပေါ့ကျွန်တော်တို့ strong hold ပုံစံမျိုးပဲဒါကျွန်တော်တို့စားသုံးတာကအဲ့မှာလေ အဲ့ကြပါ ရပါတယ်ဆက် ဆက်ပြောဆက်သွားလို့ ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့အဲ့ဒီစီကိုကျွန်တော်တို့စမ်းသုံးခဲ့ပါတော့ကောင်းပါတယ် box ကိုတစ်စိမ့်ပါနော်အဲ့မှာ那么也。 ဒါကျွန်တော်တို့ grounding စင်းနေတဲ့ပြန်ပြီးတော့ဒါ column တွေပြန်ပြီးတော့ကျွန်တော်တို့တောင်းတဲ့ပုံကြီးပါဒီပုံကတော့ဆောလာကကျွန်တော်တို့ concrete အဟောင်းနဲ့ဒီပေါ့နော် present မှုရှိအောင်စီကာလေးတွေကောဒီမျိုးပေါ့နော်ဒါသုံးနေတဲ့ဒါကျွန်တော်တို့ video training method နဲ့ပြုပြင်နေတဲ့ဥစ္စာပေါ့နော်ဒီမှာလည်းဒီပုံလားယူပဲကျွန်တော်တို့အပြင်အဟောင်းနဲ့ concrete အပြင်အဟောင်းနဲ့ present မှုရှိအောင်ဒီ superlative ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့သုံးရပါတယ်စီကာပေါ့နော်ဒီကျွန်တော်တို့ဒီမှာ concrete ငကိုမူလရှိတဲ့တိုင်တွေကိုကျွန်တော်တို့ဒါ video training method ပေါ့နော်ဒါနည်းနဲ့ကျွန်တော်တို့ဟိုလုံးပေါင်းလို့ပါကျွန်တော်တို့ပြုပြင်ခဲ့တဲ့မှတ်တမ်းလေးပေါ့ဗျာဒါဆောင်းလာကျွန်တော်ပြောတဲ့အတိုင်းပထမဆုံးပြောတဲ့စာကဒီမှာကျွန်တော်တို့လာပြီးစစ်ဆေးတဲ့အချိန်မှာဒီဒေတာတွေမရှိဘူးလားအဲ့လိုပုံစံဖြစ်နေတာကဒါကျွန်တော်တို့လေကားအောင်မှရှိတဲ့ ground tank ပေါ့နော်အဲ့ရကြောက်စရိယာဘုံဖတ်နေတာဖတ်တဲ့အချိန်မှာကျွန်တော်လည်းရောက်သွားတဲ့အချိန်မှာအဲ့လိုအများကောင်းလုပ်နေတာကျိုးနိုင်တဲ့တော့ကဒီဒေတာတွေကျွန်တော်တို့ကရေးပေါ်ပေါ့ဗျာသူဟိုပြောတော့လောလောလတ်လုံးဝမဲ့စိတ်ပိုင်းပေါ့နော်ဒါလေးတွေကျွန်တော်တို့အဲ့လိုမျိုးဟိုအရေးပေါ်အနေနဲ့ကျွန်တော်တို့ထည့်ပြီးတော့ဒီငွေကြေးကိစ္စစကားပြောပြီးကျွန်တော်တို့ဆက်လက်ပြီးတော့ဆောင်ရွက်ခဲ့တယ်ပေါ့ဒီ format ကိုလည်းကျွန်တော်တို့အဲ့လိုပဲဗျာ grounding စီးနေကြတော့ကျွန်တော်တို့အလေးနဲ့ဖြစ်ဖို့ပါတော်တော်လေးဈေးနှုန်းရပါတော့အရင်ဟိုမဖြစ်ချင်ဘူးပေါ့နော်အလေးနဲ့ဖြစ်ချင်တဲ့အချိန်မှာ format ဘိုင်းကိုလည်းကျွန်တော်တို့ဒီလို plastic ကာဗာရင်းကိုပေါ်လုံးတက်ပြီးတော့တိုက်ပြီးမှဒီ format ကိစ္စတွေလုပ်ရတယ်ဒါကတော့ဆောင်းလာကျွန်တော်တို့လိုအပ်တဲ့နေရာမှာပေါက်ထားတဲ့ဒီစံကြီးပေါ့နော်ဒီ floor တွေကိုကျွန်တော်တို့အကုန်လုံးတက်ပြီးတော့ down နဲ့လုပ်တာပေါ့နော် plastic ကျင်းတာဒါကတော့နောက်ဆုံးကတော့ကျွန်တော်တို့စာပြီးပြန်ပြီးစစ်တာပေါ့အဲဒီစာအုပ်မှာလည်းတကယ်မူလကတော့ကျွန်တော်တို့ video training နဲ့တက်တယ်လို့ပြောမှာပေါ့နော်ဒါကောင်းသွားပြီအကုန်လုံးကောင်းသွားပြီအစာအုပ်လည်းအကုန်လုံးပြီးသွားပြီပြီးသွားတဲ့အချိန်မှာကျွန်တော်ကလည်းလည်းစိုးရင်လည်းအဲဒီကာလမှာလည်း2023မှာလည်းငယ်ငယ်လေးတွေတစ်ချိန်လုပ်ခဲ့တယ်ငယ်လေးတွေကျွန်တော်တို့တက်မှစင်ကာလမှာလေးလည်းတိုက်ပါတယ်လေးလည်းလုပ်တဲ့အချိန်မှာကျွန်တော်နောက်ပုံတွေနဲ့ထိုင်နေတော့ဒီစာအုပ်ကလူနေနေဆိုရင်ကျွန်တော်တို့ဒီတာတစ်ထောင်12လုံးတင်ဒီလိုနောက်ကမှာပဲ slab bruce လေးလောက်ထားတယ်ဒီနေ့ချိန်မှာကျွန်တော်လည်းစိုးရင်အောင်စိုးနေဆိုတော့ဒီဝါတာလုလည်းရှိတယ်ဒီတာတစ်ထောင်12လုံးဆိုရင်လည်းဒီခေါင်းလာလို့နေတာအားဖြင့်လည်းစာပေစစ်တဲ့ချိန်မှာသူကနောက်ပုံနဲ့လည်းတော့ဆိုတော့ထိုင်သွားဘာလို့ထိုင်သွားလဲဆိုဒီ80မီလီတာကိုင်းသွားဝိုင်းတော့ကိုင်းသွားတယ်ဘူးလည်းတော့ထိုင်သွားတာထိုင်သွားတဲ့အချိန်မှာကဲကောင်းပြီအေရှီးနဲ့ဖြစ်တယ်တော့ကျွန်တော်လည်းတော်တော်လေးခင်နေသွားတယ်ဗျခင်သွားတဲ့အချိန်မှာဒီနေ့ကျွန်တော်တို့ဘယ်လိုလုပ်ရင်ကောင်းလဲကျွန်တော်အကြံဉာဏ်ပေးတယ်ကဟောတာကျွန်တော်တို့တော့စတော်ဝါလေးကျွန်တော်တို့ပြန်ပြီးတော့အောင်းမယ်ဘာပဲဖြစ်ဖြစ်ကဟိုခိုင်မာမှုအတွက်ပေါ့နော်foundation ပိုင်းလည်းတန်းနိုင်မှုဖြစ်နေဒါပေမဲ့ software လောင်းနေချိန်ကာလမှာတန်းနိုင်တော့ကျွန်တော်နည်းနည်းလေးရှိဖို့တော့ကျွန်တော်ပြန်ပြီးတော့တန်းနေကြည့်တယ်ဒါပေမဲ့ theory မရှိဘူးလုံးဝမရှိဘူး theory ကျွန်တော်တို့တော့စတဲ့ကြည့်တယ်အစောကအရေးရှိမှမရှိပါဘူးအရေးပဲလုံးဝမရှိပါဘူးလို့သူ့ကျွန်တော်တိုင်းနေသူကလည်းလိုလာမှပဲသဘောတူညီပါပဲကျွန်တော်တို့က software လောင်းနေနဲ့
အချိန်စပြီးတော့ကောင်တာလိုရင်းနေတယ်တချို့နေရာလေးဆိုရင်ဝါရတဲ့နေတွေထိုးရတဲ့နေရာရှိတယ်။ကာကောင်းထောက်မှဆိုတော့ပြန်ပြီးတော့အဲဒီဆောက်ပြီးလုံးဝတက်မှတ်တယ်။တက်မှတ်တဲ့အချိန်မှာဆောင်းလာတာခိုင်မာတော့အောင်အားလုံးတက်မှတ်သွားပြီးတော့တက်မှတ်တဲ့အချိန်မှာကျွန်တော်တို့ပြီးခဲ့တဲ့ဘဝတော့လုပ်ခဲ့တဲ့နေချက်ချင်းသူတို့ကနေဆက်သွယ်လာတယ်။ဒီနေ့ဆောက်တော့ကနေတိုင်းပဲတာကျွန်တော်တို့ဝိပါတော့ကျွန်တော်တို့လုပ်ငန်းတွေစာရင်းများအကြံဉာဏ်ဇာမကြီးများအကြံဉာဏ်ပြီးတော့သက်ဆိုင်ရာကျွန်တော်တို့ YCDC လိုင်စင်ပြိုင်မှုဌာနမှုဒါတို့ရဲ့လူသားတဲ့နဲ့အားလုံးတိုင်းနေနေလုပ်ကြတော့လေအရန်ဟိုအားရတယ်အခုလည်းကျွန်တော်အနေနဲ့ပြောနေတာကအားလုံးကိုကျွန်တော် request လုပ်ပါတယ် money စီနေတာလည်းထွက်ရှိတယ်သက်ဆိုင်ရာကျွန်တော်တို့ MCDC ပြီးတော့ဆောင်ရအင်းများပေါင်းစီဖွဲ့ရရှိတယ်အတက်ပညာရှင်အသိပညာရှင်အားလုံးကျွန်တော်တို့ပူးပေါင်းပြီးတော့ဗျာနော်အားလုံးပူးပေါင်းမယ်ဆိုတော့လက်ရှိဖြစ်ပေါ်နေတဲ့ဥစ္စာကိုကျွန်တော်တို့ဘယ်လိုကြော်လွှားမလဲဆိုတော့အတိုင်းအောင်ကျွန်တော်အရန်ကိုလိုလားလားကျွန်တော်ဖြစ်နေတယ်ဖြစ်တော့ဖြစ်သွားပြီကနော်ဒါဖြစ်သွားပြီကိုကျွန်တော်တို့ဘယ်သူမှပြောနေကြောက်မပြောရတော့အပြည့်မပြောရဒါကိုကျွန်တော်တို့အကောင်းဆုံးနည်းနဲ့ဘယ်လိုကျွန်တော်တို့ပြန်ပြီးတော့ဆက်လက်ပြီးတော့ကျွန်တော်တို့လုပ်ဆောင်တယ်ကျွန်တော်လည်းတက်နိုင်တဲ့ဘက်ကကျွန်တော်ဒီပညာပိုင်းဆိုင်ရာကျွန်တော်အကူအညီပေးပါမယ်နော်ဆရာကြီးဘက်ကလည်းတက်နိုင်တဲ့ဘက်ကလည်းကျွန်တော်တို့အားလုံးကူညီထောက်ပံ့နော်အားလုံးကျွန်တော်တို့စုပေါင်းပြီးတော့သွားရင်တော့ကျွန်တော်တို့ယုံကြည်တဲ့ကပြန်ပြီးတော့ထူထောင်ပါမယ်ကျွန်တော်တက်နိုင်တဲ့ဘက်ကကျွန်တော်လည်းစိတ်ထားတဲ့အလုံးတွေတော်တော်များများလက်ရှိဒီမှာလည်းတက်ရောက်တဲ့လူတွေရှိမှာပါတော်တော်များများရှိတယ်ကျွန်တော်တို့စိတ်ခဲ့တဲ့အင်ရှင်တွေသူတို့လည်းအကုန်လုံးကောင်းမွန်နေပဲကျွန်တော်တို့တဲ့လို့ရတယ်ဆိုတော့အားလုံးလို့ရတယ်သူတို့ကလည်းလက်ခံတယ်ဆိုတော့အားလုံးစုပေါင်းပြီးတော့ကျွန်တော်တို့ညီညွတ်နေတဲ့သွားမယ်ဆိုရင်ကျွန်တော်တို့မနေမျိုးရဆရာကြီးပုံနေတော့ကျွန်တော်တို့ပြန်ပြီးတော့ကောင်းမွန်တဲ့ကြားတဲ့ခုရမယ်လို့ကျွန်တော်တက်ကြယုံကြည်ပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့